ကျွန်တော်တို့မှာပြကြည်သားမောင်လှုပ်ရှင်တဲ့အလုပ်တွေယာရုတွေဌာနရတွေနေရာလေးတွေဘာညာအမေကပြောတယ်ငါသားမောင်တောင်းရဲ့ငါသားရဲ့မင်းဗိသိက်တွေမြောက်တဲ့ချင်းတွေဆိုဟွာတွေရွတ်ဒီဟာတွေရွတ်နဲ့အမလီရင်းနေကွဲကုန်မှပြင်အသေးတွေနာကုန်မှပြင်ငါသားရဲ့မလုပ်ပါနဲ့မင်းဖေလက်ငုပ်ရှိတဲ့လေရကိုင်းကျွန်းအလုပ်ဆက်လုပ်ပါတော့ငါသားရဲ့ကျွန်တော်မနေနိုင်ဘူးကျွန်တော်ဆက်လုပ်တဲ့အမေစကားနားမထောင်နဲ့ငါမိုက်သားမောင်တောင်းလူမိုက်ကြီးမောင်တောင်းသူ့ကိုယ်သူအဲ့လိုပြောနေပြိဿဟာဆရာလိုက်တွယ်မယ်အောက်မင်းတော့မတွယ်ပဲနဲ့သူ့ကိုယ်သူပြန်ချနေပါလားဟာကျွန်တော်အမေမာတာမိခင်အဲ့လိုကွယ်လွန်တိမ်မပြန်တော့အမိနေရအစားဝင်မယ်နောက်ထပ်မိမတယောက်ရောက်လာပဲဗျသူကတော့တခြားမဟုတ်ပါဘူးဗျာကျွန်တော်ရဲ့အရေးပိုင်မှာပဲအရေးပိုင်ဆိုတာတခြားမဟုတ်ပါဘူးကျွန်တော်အရေးအရာတွေအကုန်ပိုင်းနဲ့ကျွန်တော်မိမပါပဲဗျာဝေါ်ဆိုပြိဿပြောတချင်းတိတ်နေတဲ့ပြိဿအဲ့ချိန်မှာစလှုပ်သွားဆရာလိုက်နဲ့ရက်ခတ်နေရတယ်လှမ်းကြည့်ဟာငါလည်းတော့ငိမ့်နေပြိဿဆရာတော်တောင်းတယ်မှာနည်းနည်းဝေါ်တဲ့တစ်ချက်ရီပါလားဟာကျွန်တော်မိမကဘာပြောလဲဆိုတော့မိမများမကောင်းပါဘူးဗျာသောတာပန်ကမိမတွေမပါဘူးနော်သောတာပန်ရွာအနိနာဝချက်ကမိမတွေလည်းမပါဘူးနော်ဟိုဘက်ရွာကမိမတွေလည်းမပါဘူးနော်မထူးပါဘူးဗျာအကုန်လုံးကမျှတာခံလိုက်ကြပါတော့ခင်ဗျားတို့မိမတွေတူတူပါပဲဗျာဝေါ်ပြိဿကြီးပြန်လုံနေတာဆိုတော့သူ့ရဲ့ဆောင်းပါးလေးတခုကျွန်တော်သဘောကျရတာကျွန်တော်ဒီကချင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ပြောတယ်မလားအစိုးရကတပ်မတော်ဘက်ကနေပြီးတော့စစ်လေရင်တွေသုံးပြီးတော့တိုက်တယ်ဘုံတွေကျဲတယ်ဘုရားကနေပြောအဲ့တော့ဒီဘက်ကတပ်မတော်အရာရှိကသက်ဆိုင်ရာကြီးကပြန်ပြောတယ်ဟုတ်တယ်လေတဲ့စစ်လေရင်သုံးမှတော့စစ်တိုက်မှာပေါ့တယ်မဆိုးပါဘူးစစ်လေရင်သုံးမှတော့စစ်တိုက်မှာပေါ့တယ်စစ်လေရင်ကြီးသုံးပြီးတော့ပတ်စံညာတွေခုနကကြီးတယ်တွေတင်ပြီးတော့ပတ်စံရှာမှာလားဟုတ်ပြီဒေါက်တာခင်မောင်ညိုကပြန်ရေးတယ်စစ်လေရင်သုံးပြီးစစ်တိုက်တာတော့သဘာဝကျပါတယ်ယုတ်တိရှိပါတယ်အဲ့လိုဆိုရင်ပြန်မေးပြရသေးတဲ့စစ်ပညာကိုတခြားလုံးသင်ထားခဲ့တဲ့တပ်မတော်အရာရှိကြီးတွေကဘာကြောင့်လွတ်တော်တဲ့ဝင်ထိုင်တာတော့မထိုင်နဲ့လို့ပြောတာမဟုတ်ဘူးသူကပြန်မေးတာဟိုကပြောလို့ပြန်မေးတာနော်ဒါတွေကလည်းဆွေးနွေးလို့ပေါ့ဗျာဖွဲ့စည်းပုံဥပဒေပြည့်ကဘာညာနော်ဒါတွေကလည်းကျွန်တော်မပြောပါဘူးဗျာကျွန်တော်နိုင်ငံရေးပြောရဘူးဗျကြောက်တယ်ပဲကို့လှည့်လဲကိုရအောင်တောက်လိုက်အောင်မယ်သိလားကိုအောင်တောက်လိုက်အောင်မယ်နောက်လူတွေမကြောင်ဘူးတောက်လိုက်အောင်မယ်မှတ်တယ်ကာတွန်းတွေလည်းအင်မတန်ကောင်းများကာတွန်းလေးတွေအဓိပ္ပာယ်သိပ်ပါတယ်တွေ့လိုက်တဲ့ဟိုနေ့ကကာတွန်းတစ်ကွက်ကလေးနှစ်ယောက်ကတစ်သားတနက်ကလေးနဲ့စစ်တဲ့တန်းကစားနေရတယ်ဒိုင်းဒိုင်းဒိန်းဒိန်းနဲ့တယောက်ကပြောတယ်တော်ပြီကွာတဲ့ပြင်းတယ်ကွာတဲ့တခြားကစားနည်းပြောင်းကစားမယ်နောက်တယောက်ကပြန်ပြောတယ်လူကြီးတွေတောင်တနက်အစ်စ်နဲ့တိုက်နေတာခုထိမပြီးသေးဘူးငါတို့လည်းဆက်ကစားမယ်ကိုချမယ်ကွာကချင်စစ်ပွဲကိုကာတွန်းကလှုပ်ထားတာသိကောင်းတာဗျာကာတွန်းတွေသိချစ်စရာကောင်းတာဟာနောက်တစ်ခုရှိသေးတယ် OBJ ကာတွန်းမောင်သားချို့တငယ်ချင်းကျွန်တော်ညီငယ်ပါပဲ OBJ ရေးထားတဲ့ကာတွန်းပြီးခဲ့တဲ့အပတ်ထဲကဂျာနယ်တစ်ခုမှထပ်ပါတယ်နော်ဟိုးတစ်ခါတော့ကပါအင်တာနက်တင်ပြီးတော့အခုထပ်ပါတယ်ကာတွန်းကျွန်တော်တို့ဘောလုံးပွဲမှာလူလဲတာမလားနံပါတ်20လူလေးပြပြီးတော့နံပါတ်20ထွက်နံပါတ်9ဝင်20ကထွက်လာပြီးတော့လက်ဆွဲနှုတ်ဆက်နံပါတ်9ကပြေးဝင်သွားတယ်ကစားမယ်ဆက်ကစား OBJ ကာတွန်းအဲ့လိုမဟုတ်လူလဲတာလဲမယ်ဆိုပြီးတော့တခါပြတယ်ဟိုကောင်ကကွင်းပြင်ထွက်လာသူ့ဝတ်ထားတဲ့ကျောင်းနာမှာ18ချွတ်ပလိုက်ပြီးတော့ကျောင်းနာမှာကိုပြန်ဆုပ်ပြီးတော့အထဲပြန်ဝင်သွားတယ် OBJ ဘာဆိုလို့မှကျွန်တော်သိသဘောမပေါက်ဘူးနော်ကာတွန်းနေတကယ်ကောင်းတာဟိုနေ့ကလည်းတွေ့သေးတယ်ဗျဧကစားချိုလာပါလားမသိဘူးကောင်းပေါင်းကြီးနဲ့တိုက်ပုံကြီးနဲ့လူကြီးကမိမကြီးထိုင်ပြီးတော့ဥပဒေအထက်မှာဘယ်သူမှမရှိ no man is above the law ချာဖတ်မှတ်ထားကွာနောက်ကကြော်ကြီးကခါထောက်ပြီးတော့ရှင့်ထက်မှာကြုတ်ရှိတယ်မှတ်ထားတကယ်ကောင်းတဲ့ကာတွန်းတွေဗျာလေးစားပါတယ်အဲ့ဒီလေးစားစရာကောင်းတဲ့ပြည်သူလူထုတွေအများကြီးပါပြင်စမမန်တိုင်းနေပါပြောရရင်ပြင်စမမန်တိုင်းအုတ်ချိုရီမန်တိုင်းတရားစီရင်မန်တိုင်းဥပဒေပြုရေးမန်တိုင်းမန်တိုင်း300စုထမန်တိုင်းကမီဒီယာအလုံးသိတယ်ပြင်စမမန်တိုင်းကကျွန်တော်တို့တိုင်းသူပြည်သားတွေအဲ့ဒါသမ္မတကြီးဦးသိန်းစိန်နာမည်ပေးသွားတာမိဘပြည်သူများဟာပြင်စမမန်တိုင်းဖြစ်ပါတယ်အမှန်မဆိုးဘူးတော့ကျွန်တော်လည်းမန်တိုင်းနဲ့ပါတယ်မန်တိုင်း900မှာကျွန်တော်ကပြင်စမမန်တိုင်း1200ရှိရင်ဒေါ်တသမမန်တိုင်းများဖြစ်မလားမသိဘူးနော်
ဟာတကယ်ကောင်းတယ်ဗျာပြောထားလေနောက်တစ်ခုကျွန်တော်သွားတွေ့သေးတယ်ဗျအများကြီးဗျထားပါတော့ကာတွန်းနေကျွန်တော်အများကြီးပဲသိကောင်းတဲ့ကာတွန်းနေဟိုတနည်းကလည်းတွေ့သေးတယ်ဗျဟိုမြို့နယ်ပေါ့မြို့နယ်ကြီးတစ်ခုပေါ့နော်ဒေသကြီးတစ်ခုပေါ့တာချီလေးမဟုတ်ဘူးမြို့နယ်ခမ်းမကြီးရဲ့ရှေ့မှာဝိုက်ပုတ်ကြီးထောင်ထားပြီးတော့ဤမြို့နယ်အတွက်မိမိစွမ်းဆောင်မှုကိုကိုယ်တိုင်ရေးပြီးလက်မှတ်ထိုးအသိပေးနိုင်တယ်အဲ့မှာသူကမြို့နယ်ရဲ့အကြီးဆုံးအရာရှိရလာပြီးတော့ကျွန်ုပ်စတင်မှုထမ်းတဲ့နေရာစပြီးဤမြို့နယ်တွေအုပ်ချုပ်ရေးစနစ်များအားလုံးကောင်းသွားသည်ပုံဘသူလူနာမိတ်ထိုးလိုက်နောက်တစ်ယောက်ကလာမြို့နယ်ကရဲမှုကြီးပေါ့ဗျာကျွန်ုပ်ရောက်ရှိသောနေမှာစပြီးဤမြို့နယ်တွေရာစုမှုများကင်းဝေးပြီးတော့ပြည်သူလူအားလုံးစိတ်အေးချမ်းသာစွာအိတ်ဆက်နားနေနိုင်သည်ပုံမြို့နယ်ရဲမှုကြီးလောက်ပါနောက်တစ်ယောက်မြို့နယ်ဆရာဝန်ကြီးကျွန်ုပ်ရောက်ရှိသောနေမှာစပြီးဤမြို့နယ်တွင်ယောဂဗျာများကင်းကျင်းသွားပြီးတော့အားလုံးကျမ်းမာတိုင်းသွားကြပြီပုံမြို့နယ်ဆရာဝန်ကြီးနောက်တစ်ယောက်ရောက်လာတက်80လောက်တုံချီကြီးနဲ့အဖိုးကြီးစွတ်ကြဲကြီးနဲ့ဘာလို့မလို့အဘငါလည်းရေးမလို့အဘဘာလို့လို့ဒီမြို့နယ်ကြည့်ပါဦးအထက်ပါသူများအထက်ပါတိုင်းလုံနိုင်အောင်ကျွန်ုပ်ကပတ်စံပေးထားသည်တကယ်ကောင်းတယ်ဟာနောက်တစ်ခုရှိသေးတယ်ကျွန်တော်မှတ်မိတော့ရှောက်ပြောနေတာလွတ်လွတ်လပ်လပ်ပြောကြတာပေါ့ဗျာပွင့်လင်းမြင်သာပေါ့နော်စာရေးဆရာချီဦးညူကြီးကအပေါ်စင်မော်တက်ပြီးတော့ပြောနေမထင်ပါနဲ့အားလုံးရဲ့ခံစားချက်ကိုကိုစားပြုပြီးတော့ဒီပါဇက်ကြီးငှားပြောလို့အောင်မေ့ပေးပါအတူတူပါပဲခံစားချက်ချင်းနော်အတူတူပါပဲပြည်မျိုးကကြပြားဆရာမောင်ချောနွယ်စကားနဲ့သုံးမယ်ဆိုရင်ကျွန်တော်ရင်ပတ်ချင်းရက်ပင်ထိုးကြတာပေါ့ဗျာနော်ဓာတ်လိုက်တော့လည်းအတူတူပေါ့နော်နောက်တစ်ခုရှိသေးတယ်အရာရှိကြီးတယောက်ကဟဲ့ကောင်တဲ့အိမ်မှာတကားမှာဒိုးဘယ်လူခေါ်ခေါင်းလုံးတက်ဆန်းတယ်နှိမ့်လိုက်ရင်မြည်တယ်ကောင်းပါပြီဆရာကြီးရာရှိရခိုင်တော့သူတို့ရအိမ်ရှိတကားမှာတက်ဖို့လို့ဟဲ့ကောင်မင်းတော့သုံးမချတဲ့ကောင်ကွာနင်းပင်းတကားဒီမှာမတက်ရဘူးကွာတဲ့လူခေါ်ခေါင်းလုံးရတယ်လာတဲ့ငါပြမဆိုနောက်ဖေးခေါ်သွားဟာဒီမှာတက်ကွာတဲ့နောက်ဖေးတကားဆိုတော့ဟိုကောင်လည်းနောက်ဖေးတကားမျက်စိနဲ့တဲ့တယ်ပေါ့ဗျာအဲ့မှာတက်မယ်ဆိုပေါက်တော်လေးဖောက်ခနဲ့ကဒိုးဘယ်တောက်နေရင်ထရိုက်တယ်တက်ပြီးတော့သွားပြတယ်ဆရာကြီးတက်ပြီးပါခင်ဗျဟာမင်းတော်သုံးမချတဲ့ကောင်ကွာတဲ့ဟာမရောက်လဲဆရာကြီးဟာလူခေါ်ခေါင်းလုံးနောက်ဖေးမှာတက်တယ်ဆိုတော့ကျမ်းမြင်မှာတက်ရတယ်ကွာဟင်ကျွန်တော်တခါမှမကြောက်ဘူးပါလားလူခေါ်ခေါင်းလုံးဆိုတာဒီလိုနှိမ့်ရတယ်လေဘယ်နဲ့ကျမ်းမြင်သွားတယ်မင်းဘာသိလို့လဲနောက်ဖေးဘက်ကလာတဲ့လူကလက်နှစ်ဖက်စလုံးမအားဘူးကွာအဲ့တော့ခြေထောက်နဲ့နင်းပြီးတော့အဲ့ဒိုးပဲခေါ်တာတကယ်ကောင်းတာကာတွန်းလေကာတွန်းဝိဇ္ဇာဥပကျမ်းဆိုတာရှိသေးတယ်အလင်္ကာကျော်စွာပွဲရတယ်ဥနုအစိုးရကိုရေလည်းနှိပ်တာဥနုကတောင်းမှလည်းမရအောင်အလင်္ကာကျော်စွာပွဲရသွားတယ်သေပြီးမှရတာနော်သူကကျွန်တော်အာဇာနည်နေ့ရောက်တိုင်းအဲ့ဒီကာတွန်းအများတန်းသတိရတယ်မနှစ်ကပြောပြီးလာတော့မသိပါဘူးပြောပြီးလဲထပ်နားထောင်ပေါ့ဗျာအာဇာနည်နေ့ရန်ကုန်မြို့ဗိုလ်ချုပ်ပန်းချံဗိုလ်ချုပ်ကျေးရုပ်ဒါမီးလုထားရရှိပါလူကြီးတွေကရှက်နေတိုင်နောက်ကလူ5 6 60ယောက်သူကစပြီးတိုင်အောင်ပြီးတယ်သတိထားကြဘိုးကျောင်းဆန်းနေတော့ကကြာဆုံးပြီးတော့ခေါင်းဆောင်ကြီးများလေပြုနေမြဲရန်နဲ့မှတ်လိုက်နေမြဲနောက်ဆုံးကြကြခိုးမြဲတိုက်မြဲလူမြဲဘုံမြဲညစ်ပတ်မြဲလောက်ကြတော့ဟေးနေမြဲအဲ့ဒါနေမြဲပြီးတော့ဝါဆိုလာပြီးနေရောက်တိုင်းသတိရတဲ့ကာတွန်းရှိသေးတယ်ဗျမချီပြုံးပြုံးမိပါတယ်ဥပကျမ်းရဲ့ကာတွန်းပါပဲ5 6ယောက်ယောက်ျားလည်းပါတယ်မိန်းမလည်းပါတယ်အသက်40 50ဝန်းကျင်ပန်းကင်းကြီးထဲမှာဝါစုပန်းကူးထွက်နေကြတယ်ပန်းနေခူးနေကြဒီကလူတယောက်ကလာမေးဟာခဲလို့အလုံးဟာသမမရုံးကြီးရောဟာစီးကြီးရောထက်တန်းစီအောက်တန်းစီဟာမင်းစီရောလက်နေဆက်စီးမှခုနပြာတာရောတတော်ရောအကုန်လုံးဂိုးတော်ဆောင်ခဲလို့အလုံးသမမတေုံလုံးဒီမှာဘာလို့နေကြတာလဲဗျမတို့ဝါစုပန်းကူးနေကြတာလေကွာတဲ့အဲ့ဒီလူကမေးတယ်ခဲလို့တေုံလုံးဒီရောက်နေတော့ခဲလို့ဂိုးတော်ကြီးဘယ်လိုစိတ်ချရမလဲတဲ့ဆိုဟိုတည်းကတယောက်ကပြန်ပြေးတယ်ကျုပ်တို့အားလုံးဒီရောက်မှတော့ဂိုးတော်စိတ်ချတော့တဲ့ဘာမှမဖြစ်စေရဘူးအဲ့လိုကြီးထားပါတော့ဗျာကဲဒါတွေပြောပြီးမှမဟုတ်တော့ကျွန်တော်ခေါင်းစဉ်ကတခါမှကျွန်တော်မပေးဘူးတဲ့ခေါင်းစဉ်ရှင်လဲလျှောက်ပါစေပြားလဲဆွဲပါစေသိကိုင်းလဲကျိုးမကြပါစေနဲ့ဟုတ်တယ်နော်ဆရာမဟုတ်ဆရာမလားမသိနော်ဆရာမပဲခေါ်ရတာကောင်းပါတယ်နော်ကျွန်တော်တို့စကားရှိတယ်မလားရှင်လဲလျှောက်တာပြားလဲဆွဲတာ
ကျွန်တော်စဉ်းစားကြည့်တယ်ရှင်းကရှောက်မဆိုပြားကဆွဲလို့မရတော့ပြားကဆွဲထားဆိုရှင်းကရှောက်လို့မရတော့နောက်ကြတော့နှစ်ဦးတစ်ဖက်သဘောတူတယ်ကဲတို့လည်းရှောက်လို့ရအောင်လုပ်မယ်ဟိမင်းလည်းဆွဲလို့ရအောင်လုပ်ဟာပြားအောင်ကြီးလည်းကြီးရှင်းနေလည်းပျော်ပေါ်ရှောက်ပြားအောင်ကြီးကြီးလားရှင်းနေလည်းဝုန်းနေရှောက်ရှင်လဲလျှောက်တာပြားလဲဆွဲတာရောဟုတ်ပါရဲ့သို့တော်လဲအဲ့ဒီဝိတ်မခံနိုင်လို့တေကိုင်းကြီးကဝုန်းဆိုကြိုးကြသွားရောနောက်ဆုံးကြတော့တွေးမိတာအဲ့ကြောင့်ကျွန်တော်ခေါင်းစဉ်လို့ပြီးတာရှင်လဲလျှောက်ပါစေပြားလဲဆွဲပါစေတေကိုင်းလဲကြိုးမကြပါစေနဲ့နိုင်ငံရေးလုံးဝမပါပါဘူးကျွန်တော်ပြောတဲ့ထဲမှာမပါပါဘူးဘိသိက်ပြိုင်ကိုပြောချင်လို့ကျွန်တော်ဒီခေါင်းစဉ်ပေးခြင်းဖြစ်ပါတယ်ကဲဘိသိက်ပြိုင်လေးစကြရအောင်အချိန်အသိမရှိ1983ကနေပြီး1988ထိအောင်ကျွန်တော်ကသပင်မဂ္ဂဇင်းမှာအက်ဒီတာချုပ်ဖြစ်ခဲ့ပါတယ်ခက်တီဒီနဲ့သပင်အစည်းအဝေးကနေတင်ပေးတာဖြစ်မှမသိဖြစ်သွားတာကျွန်တော်အက်ဒီတာချုပ်အဲ့လိုပဲဗျအလွဲလွဲချော်ချော်ဖြစ်တာတွေအများကြီးပဲကျွန်တော်တကယ်ရင်တယောက် IC Industrial Chemistry ကုန်ထုတ်ဓာတုဗေဒနဲ့ပွဲရဟိုတော့လေဟာပြင်ဈေးထဲမှာတွေ့တယ်ဒီကောင်အထည်ရောင်းတယ်ဖြစ်ပေါ်ပါနော်ခုနက LLB နဲ့ဘွဲရပြီးတော့ LLM တွေပါတက်ထားတာသွားကြည့်တော့ဖះဂောဘကဖြစ်နေမြတ်စွာဘုရားတော်သေးတာပေါ့ဗျာပါဠိမေဂျာနဲ့မဟာဝိဇ္ဇာရတဲ့ကောင်ကအရက်ဆိုင်မန်နေဂျာသွားဖြစ်နေတယ်ရေးထဲမှာအဲကျွန်တော်လည်းအဲ့လိုဘူးမသိပါမသိနဲ့ဒမင်မဂ္ဂဇင်းအဲ့ဒါကျုပ်ဖြစ်ထားတော့ဖြစ်တော့ကျွန်တော်ဆောင်းပါးတွေထည့်တာပေါ့ဗျာဒမင်မဂ္ဂဇင်းဆိုတော့ဇတ်ဒမင်အငိမ့်ဆိုင်စသည်အပြင်အဲ့ဒီကနေပယ်လူတွေကစာမူတွေပို့ကြတယ်စာမူတစ်ခုရောက်လာဖတ်ကြည့်သဘောကျလို့ထည့်တယ်85ခုနှစ်ဩဂုတ်လရေးသူကစိန်တင်ဟန်ဆိုတာကဆိုင်းဆရာစာရေးသိကောင်းသူ့အတွေ့အကြုံနဲ့ရေးတယ်သူ့ဆောင်းမကဗိသိက်ဆရာစရောင်တောင်းစားတောင်တောင်းပေါ့ဗျာဖတ်တော်စရောင်တောင်းစရောင်ဆိုတာကျွန်တော်တို့စကိုင်းတိုင်းရေဦးမြို့နယ်နားမှာရှိတယ်အဲ့ဒီကရွာကြီးတွေ့ရပေါ့နော်စရောင်တောင်းဦးတောင်းသူ့နာမည်ကစရောင်ရွာကဦးတောင်းကိုဆွဲပြီးစရောင်တောင်းလို့ခေါ်တယ်ဗိသိက်ဆရာစရောင်တောင်းအဲ့ဒီဆောင်းမဖတ်ကြည့်ပြီးတော့အလုံးသဘောကျလို့ကျွန်တော်ထည့်ပေးဟိုတလုံးကရောက်လာတဲ့ဆရာလေလုံးသားဆော့ချစ်ကျွန်တော်အကိုကြီးဆိုလို့သူ့နှမနဲ့ကျွန်တော်နဲ့ဘယ်လို့မှမပတ်သက်ပါဘူးเนาะဒါလေးတော့နည်းနည်းတန်လေးကရှင်းစေခြင်းပါတယ်ကျွန်တော်အမနဲ့သူနဲ့လည်းဘာမှမဆိုင်ပါခံရမှာဆိုလို့ဟာကောင်းတယ်ကွာဖို့ချီရတယ်အဲ့ဒီဆောင်းမကောင်းကြောင်းထပ်ပြီးတော့ရေးတဲ့ဆောင်းမကျွန်တော်သပင်မဂ္ဂဇင်းထပ်ထည့်နာမည်ကြီးသွားတဲ့ဆောင်းမသို့တော်လည်းကာလက်အတန်ကြာတော့ဘယ်သူမှသတိမရအောင်အဲ့ဒါလေးကိုဆရာလွန်းသားဆော့ချစ်ကဟောပြောဝဲတဲ့ထက်ဟောလို့ရှိကျွန်တော်လည်းထက်ဟောလို့ရှိဆရာလွန်းသားဆော့ချစ်ကသူ့အဲ့ဒါကိုမြောက်ဝရီကလားပါလားအဲ့မှာရုပ်တံရိုက်တာအဲ့ဒီအကြောင်းသူကဟောတော့အဲ့ဒါကိုဘသူကဖြတ်ကနေကြည့်လိုက်ရလဲဆိုတော့ဓမ္မဒုတဆရာတော်အရှင်စေကိနဒေါက်တာအရှင်စေကိနဟာကျွန်တော်ဟောတဲ့အခုလေးနားထောင်ရဆရာဦးစောချစ်ရဲ့အဲ့ဒါလည်းကြည့်လိုက်ရတော့ဟာကျွန်တော်စီဖုန်းဆက်တာတခါချစ်အဲ့ဒီစရုံတောင်းကိုဗီဒီယိုရိုက်ချင်တယ်တခါချစ်ကစရောင်တောင်းဖြစ်သရုပ်ဆောင်ပါဟာမဖြစ်နိုင်ဘူးဗျာတူတော့မဖြစ်နိုင်ပါဘူးဗျာဥစောချစ်နဲ့တွဲပြီးသရုပ်ဆောင်ပါမဖြစ်နိုင်ဘူးဗျာဒါဖြစ်ရင်ဘယ်လိုလုပ်ချင်လဲဗီဒီယိုတော့ဖြစ်အောင်လုပ်ပြီးတပိတော့ဇန်ညွှန်းရေးပြရစီဖေဟာဒါဆိုရင်ဇန်ညွှန်းနဲ့မကဘူးတကားလုံးတောင်းဝင်ယူလို့ကုန်ကြစီအတွက်ငွေလာထုတ်ရှိုင်းနှုတ်လို့ဘာလို့နောက်ခံရှိတာဟုတ်ဆရာတော်ကိုလှူထားတဲ့ခုနကဥပထကဖွဲ့ရှိတော့ငွေတွေ့တော့ရှင်ဖေသိန်း80လောက်ကုန်မယ်ဗျအဲလာသိန်း30လာသိန်း20လာငွေသောသားထုတ်နောက်ဆုံးထိုးရင်းနဲ့နောက်ဆုံးဒီကားလေးရိုက်ပြီးတော့သိန်း250ကျသွားဆရာတော်ကအဲ့တော့ဒီတန်ချီလေးကလည်းငွေရားလေးရှိလို့ဗီဒီယိုပါညာရိုက်ချင်တယ်ဆိုကျွန်တော်အပ်ပါကျွန်တော်တွက်ပေးပါမယ်နော်တွက်ပေးပါမယ်စတွက်တာတဲ့3ဆလောက်ကုန်မယ်လို့ကြိုမှန်းထားပေးပါနော်အဲ့လိုနဲ့ကျွန်တော်ဇန်ညွှန်းရေးပြီးတော့ကျွန်တော်ဒါကိုဗီဒီယိုရိုက်တယ်ပေါ့ဗျာဒါရိုက်တာညာနာတင်ဆိုးသရုပ်ဆောင်များဖြစ်ကျွန်တော်မျက်စိနဲ့မြင်ကြည့်လိုက်တော့ဗိသိက်ဆရာစရောင်တောင်းဖြစ်ဦးမိုးဒီတစ်ဖက်ကသူနဲ့အပြိုင်ဗိသိက်သွန်းမဲ့တကယ်မြို့ဗိသိက်ဖြစ်ကဇော်ဝင်းနိုင်မှန်းမြို့ဗိသိက်နဲ့တောဗိသိက်နဲ့ပြိုင်တော့ကျွန်တော်ကဗိသိက်ပြိုင်လို့ကျွန်တော်နာမည်ပေးလိုက်ဗိသိက်ချင်းပြိုင်ရချကြပြီဗိသိက်ချင်းပြိုင်ရဒီလိုလာတယ်ဗျဇလန်ခင်းကြဆိုကြည့်ပြီးတဲ့သူတွေလည်းပြန်မျက်စိနဲ့မြင်အောင်ပေါ့ဗျာနော်ပုဂ္ဂိုလ်များလဲစကိုင်းကသောတာပန်ဆိုတဲ့ရွာမှာအလှူမင်းလုပ်မယ်ရှင်ပြုနာတာဆိုင်းငားမယ်ဘသူဆိုင်းလဲစိန်တင်ဟန်ဆိုင်းဟာကောင်းပြီဟေးရွာသားစိန်တရားဆိုရင်တော့အဲ့ဒါဆိုရင်ဗိသိက်ဆရာဘသူငားမလဲအလှအမကအိုးကျုပ်တို့တော့မန္တလေးက
နာမည်ကြီးဘိသိက်တော်ပညာရှိရတနာဘုံဆရာလိုင်ငှမှာတော့နာမည်ကြီးဆရာလိုင်အရွယ်ကောင်းရုပ်ကောင်းအင်မတန်ပတ်စံလည်းပေးရယောက်ျားလုပ်တဲ့သူကမင်းကွာဆရာလိုင်ဘာကြောင့်ငှားနေမှာလဲတို့နီးနာစကိုင်းရေဦးဘာညာဒီနာလေးမှာတို့ဆရာတောင်းကြီးရှိပါရောဆရာတောင်းကြီးအိုးတော့ဟာတောဘိသိက်ကြီးမကြိုက်ပါဘူးတော့ကျုပ်မျိုးဘိသိက်ပဲကောင်းတယ်တော့ဟိုဆောင်းမထဲမှာတော့စိတ်တရားတကယ်အစ်စ်ဆောင်းမထဲရေးထားတော့နေပြီးတော့ဆရာလိုင်လို့ရေးထားတယ်ကျွန်တော်ကရတနာဘုံဆရာလိုင်လို့ကျွန်တော်နာမည်ပြောင်းပလိုက်ရတယ်နေပြီးတော့သုံးလို့မဖြစ်ဘူးလေတော့じゃတမျိုးထင်နေမှာဆိုလို့နော်ဘာမှကိုကမဥပါပဲနဲ့တမျိုးရှိုးလို့ရှမ်းတန်ဖြစ်နေမှာဆိုလို့နော်မလုံမလဲဖြစ်မှာဆိုလို့အိုးဆရာလိုင်မယ်ဆရာတော်လုပ်ပါကွာဟာဆရာလိုင်မဆရာလိုင်ဆရာတော်မယ်မလို့ချင်းရွာနှစ်ချမ်းကွဲသွားတယ်ပြိဿကဆရာတော်ပြိဿဆရာတော်ကြီးကောင်းပါတယ်အမှန်တန်အဆူကောင်းအပြောကောင်းကြီးပါအိုးတော့ဆရာတော်ကြီးကျင့်စာရိတ္တမကောင်းကြိုးမကြိုက်ဘူးမင်းဆရာလိုင်ကပတ်စံလေးအများကြီးပေးရတယ်တိတ်ပြီးတော့ပဲများတယ်ဘယ်နဲ့ကဘာညာပေါ့ဗျအဲ့လိုနဲ့အငင်းခုန်ဖြစ်နေတဲ့ခါကျတကြီးကဝင်ဆုံးပြပေးတယ်ကဲငါပြောမယ်ဖိုးချက်နဲ့မိညက်နင်းတို့ညင်းမနေနဲ့တော့စိတ်တရားဆိုင်ငါမင်းလိုချင်တဲ့ဆရာတောင်းလဲငါမင်းလိုချင်တဲ့ဆရာလိုင်လဲငါကဲဘိသိက်ဆရာနှစ်ယောက်ဖြစ်ရောမို့လားအိုးကျမကတော့ဆရာလိုင်ပါကျင်တတ်တယ်တော့ဟိုကျုပ်ကလည်းဆရာတောင်းပါကျင်တတ်တယ်ဘိသိက်ဆရာနှစ်ယောက်ဖြစ်သွားတယ်ဟာရွာနီးချုပ်ဆက်ပါတခါလဲအိုးအောင်တောင်းအောင်င်းဖြစ်သွားဟာဘိသိက်ပြန်ပြီဟဲ့တို့တောဘိသိက်ဆရာတောင်းနဲ့မြို့ဘိသိက်ဆရာလိုင်လို့ဘယ်လိုများပြန်ကျဲပြီးတော့နှွှဲကြမလဲကြည်ကောင်းပြီဟေးဒီလူကတော့ကြိတ်ကြိတ်တိုးဆရာလိုင်ကိုသွားငှားကြတယ်တကြီးနဲ့အလှတကာနဲ့သွားငှားမြို့တက်ပြီးတော့မန္တလေးရတနာဘုံဘိသိက်တော်ပညာရှိရတနာဘုံဆရာလိုင်ဆိုင်မှုကြီးနဲ့မိုးမဲဝင်သွားဒီအိမ်ကဆရာလိုင်အိမ်မလားခင်ဗျာရှေ့မှာသူ့တပည့်နဲ့တွေ့တယ်မိဘူးတိုက်ဆရာလိုင်ရဲ့ပစိုးမိဘူးတိုက်မျက်စိတွေပြန်မြင်မှလိမ့်မယ်အဲ့ဒီကောင်နာမည်ဖိုးတီတဲ့ရွှေရောင်အင်ကြီးဝတ်ထားတယ်အဲ့ဒါချားမဟုတ်ကျွန်တော်သားအဲ့မှာထည့်ထားဆိုင်မမမြင်ဘူးလားဗျဆရာအရှိန်နဲ့ဟောက်တာဒီကောင်ကဆရာလိုင်းဆိုင်မဟုတ်ကဲ့ထိုင်ဘာကိစ္စထိုင်ဆရာလိုင်းရှိပါလားခင်ဗျဆရာလိုင်းပေါ်မှာစာဖတ်နေဒါထုံးတာနိုင်မယ်လေဂိတ်ဘောက်ကစီဟောက်တယ်ထုံးတာနိုင်မယ်နော်ဘာကိစ္စပါလဲဘာကိစ္စကျွန်တော်တို့ဘိသိက်ငှားခြင်းလို့ငှားတယ်မပြောဘိသိက်ပင့်တယ်ပြောတယ်ဟုတ်ကဲ့ဘိသိက်ပင့်ခြင်းလို့ပါခင်ဗျဘယ်နေရလဲသောတာပန်ဘယ်နေလဲခဏကြည့်လိုက်မှပြက်နေရက်တော့အားတယ်ဖြစ်နေပါလိမ့်မယ်ခဏထိုင်ဆောင်ဟုတ်ကဲ့ခင်ဆရာသွားခေါ်ဆရာအပေါ်တော့ကနေဆင်းလာရွှေကိုင်းမြက်မှာနဲ့တပည့်အစိမ့်လေးနဲ့မှတ်မိပါလိမ့်မယ်ဘာလို့တပည့်အစိမ့်လို့ကျွန်တော်တိတိကျကျပြောနိုင်လဲဆိုတော့အဲ့တပည့်ကကျွန်တော်သူ့ကိုငှားထားတယ်တပည့်ဖြစ်နေတယ်တကယ်ကျွန်တော်တပည့်အဲ့ဒါဆင်းလာဘာကိစ္စထိုင်ရစောက်ကြီးဖတ်ပြီးဘိသိက်ကြံကြီးဖတ်ပြီးဆရာသူတို့ကသောတာပန်ရွာကဘိသိက်ပင့်ရင်လို့လေလောက်ပေါ်ကမင်းရဲအားလားအဲ့မှတ်ထားလိုက်ပါမင်းဟုတ်တော့ရပြန်ခင်ဗျားတို့ကျုပ်ဆရာကိုပင့်ရင်ဟိုဟာနော်လှဲရင်နဲ့ပင့်ရမှာနော်လှဲချမ်းကြီးနဲ့ပင့်လို့မရဘူးဟိုမောင်သားချိုပြောတဲ့တွီးရွှီဆိုတဲ့သဘောမျိုးပေါ့ဗျာနော်အဲ့လိုလာမှာပေါ့နည်းနည်းကြီးကျယ်တာဟုတ်ပါဟုတ်ကဲ့ကျွန်တော်လှဲရင်နဲ့ပင့်မှာဘယ်နေ့လဲဝါဆိုလာပြီနေဘယ်နေ့ဟုတ်ပြီရတယ်โอเคကဲဒါဖြင့်ဟုတ်ပြီလာခဲ့အဲ့နှစ်ယောက်လည်းပြန်သွားရောတပည့်လို့တဲ့သူကဆရာဒီပွဲတော့ဆရာအပြတ်တက်နိုင်ပါမယ်ဘာကြောင့်လဲပေါ့အဲ့ဒီဆလောင်တောင်းဆိုရင်ဟိုနှစ်ယောက်ကပြောသွားတယ်ဆရာကျွန်တော်တို့ဘိသိက်နောက်တစ်ယောက်လည်းငှားထားသေးတယ်ဆရာဘာလို့လဲဆရာတောင်းဆလောင်တောင်းပါဆလောင်တောင်းဆိုတော့ကြားဘူးသားပဲလုပ်ပေါ့ရပါတယ်ဟိုနှစ်ယောက်လည်းပြန်သွားရောတပည့်ဖိုးတီကပြောတယ်ဆရာဒီပွဲမှာဆရာအပြတ်တက်နိုင်မှာဆရာရဲ့ဘာကြောင့်လဲကွာဟာအဲ့ဒီဆလောင်တောင်းဆိုတာတောကတဟိုးဒီကိုရင်းကဆလောင်ရွာတောဘိသိက်ကြီးလားကွာမင်းကွာစောစီပြောပါတော့တောဘိသိက်ကြီးနဲ့ငါကဘိသိက်ပြန်ပြီးတော့ရှင်မြောက်မလဲလားဟာပြိုင်မွဲဆိုတာသူပြန်ကိုရပြန်အပြန်လာအနိုင်ယူပြီးတော့အဲ့လိုချပြီးမှအဲ့လိုနိုင်ရမှအရသာရှိတာကွာမိန်တာကွာမင်းတောဘိသိက်ကြီးငါနဲ့တော့ငါဘာအရသာရှိမှာမဟုတ်ဆရာတိတ်ပြန်ကြမလို့ဘူးတပည့်ကအဲ့တောဘိသိက်ဆရာတော်ကြီးဆရာအသာလေးကိုနိုင်တယ်ဆရာဘာကြောင့်လဲဆိုတော့အဲ့တောဘိသိက်ကြီးကနာနာလေးကပ်ပြောတယ်ဘာပြောမှမသိလိုက်ဘူးကျွန်တော်အဲ့မှာဖြတ်ချလိုက်တယ်ဇန်ညွှန်းမှာလာပြီအလှနေခမီချောင်းစီပါညာလုံနေကြပြီလှဲရင်လေးနဲ့ဆရာလှိုင်းနဲ့သူ့တပည့်လာပြီမန္တရှိလှဲရင်လေးရလိုက်ဆရာလှိုင်းကနေကမျက်မှန်ချွတ်လိုက်ပြန်တက်လိုက်ဟာဆရာလှိုင်းကြည်စမ်းရွာကမိမတွေကအပြိုတွေကဟာနာမည်ကြီးသလောက်ရုပ်ရည်ကလည်းတင့်တယ်ပါပြီတဲ့အရွယ်လည်းကောင်းပါပြီတဲ့ကိုက်ဆက်ကလည်းကောင်းပါပြီတဲ့ကြွားဝတ်လာတခါဟ
ဟာရှာလိုက်လာပြီသူ့ဝိုင်းကြည့်နေမှသိတော့ရှာလိုက်လဲမတ်တက်ထဲကိုတခါတည်းကြွားဝင်ချတာနောက်ကတော့ရလဲကုတ်ချောင်းနောက်ကလေးလိုက်ပြီးတော့မှကြည့်လိုက်ပြီရှာလိုက်ထိုင်မဲ့ခုံတပည့်ကပုံခါပေးရတယ်ရှာလိုက်အဲ့မှာတင်မလင်ချိတ်ထိုင်ပြီးတော့ရှာလိုက်နေကမျက်နှာချွတ်လိုက်တပည့်ကရှာလိုက်ကိုရွှေခိုင်းမျက်မှန်လေးတက်ပြီးရွှေခိုင်းမျက်တက်ကြည့်ဟိုကြည့်ပရိသတ်သူ့ကိုစိတ်ကြည့်နေကောစလောင်တောင်းကြီးဘယ်ရောက်နေမှမသိသေးဘူးမလာသေးဘူးအဲ့ဒီမှာဆရာဖိုးတေကဘာလုပ်လဲဆိုတော့ခုနဘူးလေးချုပ်ပြီးတော့လက်စုပ်ကလေးထုတ်ပြီးတာဗရမများလက်စုပ်အဲ့ဒါကိုသူကလက်စုပ်ကြည့်ပြီးဘိုးသေးမျက်စိနဲ့မြင်အောင်ကြည့်ပါလုပ်ပြီးတော့ပရိသတ်မြင်အောင်လုပ်နေတာဟာလက်စုပ်လည်းကောင်းမှလားဟာဟုတ်ပြီပြီးတော့မှတခါတပည့်ကထုတ်ပြီးတောင်ရှိပစိုးကောင်းလိုက်တဲ့ပစိုးအယောင်လေးတည်းပြီးတော့တခါတည်းဗိသိက်ဆရာများဟုတ်တဲ့သူရင်ဟာတင့်တယ်ပါလားရွှေခိုင်းမြတ်မှလေးပြီးတော့တပည့်ကရက်တောင်လေးပြီးရက်တောင်ဖြန့်ချဒီဘက်ကမခတ်ဘူးလက်စိုးကိုထားတဲ့ဘက်ကနေခတ်တယ်ပရိသတ်မြင်အောင်ဟာရှာလိုက်ကွာရှာလိုက်မိမဟိုအလူမဘက်ကလည်းကြည်နှက်နေပြီအဲ့မှာတို့ရှာလိုက်ကြာအမြင်ကိုဘလောက်တင့်တယ်နေပါလဲစလောင်တောင်းကြီးရောဟာမရောက်သေးပါလားဟာလာပြီစလောင်တောင်းကြီးလှဲရင်လည်းမဟုတ်လှဲချမ်းလို့ဖုတ်နဲ့လွယ်ကြီးတိုင်ပြီးတော့ပိုက်ပြီးတော့ပစိုးကြီးပွေပြီးတော့ပြေးလာတာချွေးရီတန်လေးနဲ့မန်တက်စီရောစလောင်တောင်းအဲ့ဒီကစပြီးကွာသွားပြီဒီဘက်ကမန်တက်တဲ့ဝင်းထိုင်ဟိုးဆိုင်းတစ်တာပေါ်ခဏထိုင်လွယ်ကြီးဘုတ်ကနေချချွေးရီတန်လေးရွှဲလို့ဟာတခါရွှဲပြီးတော့ခါသူအဝတ်စားလဲဘယ်လိုလဲသူ့ရဲ့သွေးကြီးထုတ်ဝတ်လိုက်တယ်သွေးကလည်းရှုံသွားဘယ်တပွဲကိုထားတဲ့သွေးမှမသိဘူးအကုန်လုံးရှုံသွားတယ်အကြီးနဲ့မိဘူးလည်းမတက်အောင်တောင်ရှိပစိုးကြီးဖြန့်တောင်ရှိပစိုးလည်းအိုးတွန့်ကြီးအဲ့ဒါကြီးဖြန့်လေးပိုတွန့်လေးဖြန့်လေးပိုတွန့်လေးပိုဆိုးတာကဆရာလိုင်းနေရတနာဘုံဆရာလိုင်းစွတ်လိုက်တဲ့ခေါင်းပေါင်းကအင်မတန်လှပြီးကြွားစလောင်တောင်းသူ့ခေါင်းပေါင်းကြီးလွယ်ထည့်ထုတ်ခေါင်းပေါင်းကကွန်းအေးအောင်ရောက်နေတယ်ကွန်းအေးကြီးထုတ်ကွန်းနေစားအဲ့အောက်ကနေခေါင်းပေါင်းကြီးထုတ်စွတ်ချရတော့ခေါင်းပေါင်းထိပ်မှာချွေးကွက်ကြီးနဲ့အပွဲကနေပြီးတော့နှွှဲလာတဲ့ချွေးကွက်ကြီးခုထိလည်းမစွတ်ရသေးဟာအဲ့ဒါကြီးဟာအမင်းကိုကကွာနေပြီသွားပါပြီတို့စလောင်တောင်းရဲ့ပြိတ္တမန္တတချမ်းဆရာလိုင်းတချမ်းစလောင်တောင်းပြိတ္တစိတ်တွေညစ်တယ်ဟိုဘက်ကဆရာလိုင်းပြိတ္တတွေ့လာဟေ့တို့ဆရာလိုင်းကဲပြိတ္တမြောင်းရွာစားစိန်တင်ဟာခုတော့ကျွန်တော်ရိုက်တော့စိန်တင်နေတယ်ပေါ့တခါတည်းခေါ်ဟာအဲ့ခါနေပါတီးပြီးတော့စိန်တင်ဟာမနေကမှတီးကဲခေါ်လိုက်ပြီဆရာလိုင်းကစထွက်လာပြိတ္တရှိလို့ရက်တော်လေးပြန်ပိတ်ပြန်ဖွဲ့ရက်ခတ်လို့ဟာအဲ့လိုကြည့်နေတာကွာ2မိနစ်3မိနစ်ကြာတယ်ပြိဿလည်းညို့အများသိရတယ်ကြွားမိပါဘူးရနာမို့ရွှေမြို့တော်ကဗိသိက်တော်ပညာရှိဆရာလိုက်ဆိုတာကျုပ်ကိုဗျကြီးလို့ပြောတာဘယ်နဲ့လဲရွာသားစိတ်တင်ဟာဟုတ်ကဲ့ဆရာလိုက်ဟုတ်ကဲ့အေးဗိသိက်နဲ့လွယ်တယ်မထင်နဲ့အဘိသိကဘယ်နဲ့ကပါဠိတွေရွတ်မှတ်ထားပြိဿတို့ဟိုမှာစလောင်တော့ကိုနေစားပြီးတော့မျက်နှာလည်းချွေးတွေပြန်လို့စလောင်တော့ကအမှန်ဓာကြီးဗျစလောင်တော့ကခွက်ပုံကြီးအဲ့ဒါလည်းပြိဿအကုန်သိတယ်ဆရာလည်းကသိထားတယ်အဲ့ပုံမှာသူချရမှာနော်လွယ်တော့မှတ်လို့ဟမ်ခင်ဗျားတို့သိတဲ့တိုင်းခုနမောင်တော်ချေတော်ရွတ်သွားတယ်လောကီမင်္ဂလာ12ပါးယဝိနုဒသနာနေလပြတဲ့မင်္ဂလာကန္နဝိဇ္ဇနာနာဟုတာခြင်းမင်္ဂလာငယ်ဆံပေတဲ့မင်္ဂလာကန္နဝိဇ္ဇနာအသွားမြတ်နဲ့မြတ်နာသဆင်းတဲ့မင်္ဂလာတမူလဗတ္တဆုံးခွန်နဲ့ထုမိခွန်နဲ့မင်္ဂလာဘာလဲမင်္ဂလာရွတ်ပြအဲ့ဒီမင်္ဂလာမှာမင်္ဂလာ12ပါးရှိလောကီမင်္ဂလာ12ပါးလောကုတ္တရာမင်္ဂလာ38ပါးဘယ်နဲ့ကပါညာမင်္ဂလာဆိုတာသိကြရဲ့လားမသိလို့လားထောင်လို့မှသူကစွတ်ဟောင်းတိုင်းပါမင်္ဂန်ပါပလူနာတိစိန်တိမင်္ဂလာမကောင်းမှုများကိုဖြတ်တောက်သုတ်တင်ပယ်ရှားစေကြောင်းမင်္ဂလာမြည်ဣတဲ့ဗျမှတ်ထားကြည့်ဗိသိက်ဆိုတာမှဆိုင်းတဲ့ဗိသိက်နဲ့အပြန်အလှန်လုပ်ပြီးတော့တချင်းတွေဆိုလိုက်ပြောလိုက်သူကစွတ်ပြီးတော့သူတက်ကြောင်းတွေစွတ်ပြောနေအေးအဲ့တော့ဗိသိက်မြောက်တယ်ဆိုတာလွယ်မှတ်လို့ခင်ဗျားတို့အလုံးသိမှာပေါ့မသိရင်မှတ်ထားမကြားဘူးရင်မှတ်ထားမကြားဘူးနဲ့သိစရာတက်စရာသူများလဲမှတ်ထားစလောင်တောင်းကိုလှည့်ပြောတာစလောင်တောင်းကကိုနေဝါလို့ဒီလိုကြီးကိုမူအမိုးကြီးကကြောင်တော်ကြီးခံနေတာမှတ်ထားခင်ဗျားတို့သီရိမင်္ဂလာသီရိဓမ္မအသောကမင်းကြီးခင်ဗျားတို့သိတဲ့အတိုင်းသာသနာပြုတဲ့မင်းကြီးအိုးသူကနေပြီးတော့လှူလိုက်တဲ့လူတွေ8400သီရိဓမ္မသောကမဟာယာဇာဟာပရိသရှာလိုက်ဟဲ့ပြီငါတို့နားထောင်ရမယ်ဟဲ့ဆိုင်ကလည်းတဲသီရိဓမ္မ
တဲ့ရလဲချပြီတော့ကမဟာယာစာရေရင်း8400တောင်ရေကမောင်းက8400တောင်ပါအလူတော်မင်္ဂလာဇေရီယုံက8400တောင်အဲ့ဒီလိုသီရိဓမ္မသောကမင်းကြီးဒီပင်လေမချဘူးပရိသတ်ကတချင်းဆက်ဆိုမထင်တာ तू ကအဲ့နေရာကြီးဖြတ်ပြီးတော့အဲ့လိုနှစ်ရက်လဲတန်းလိုက်ကြိုင်ခဲ့ဆိုင်းဆန်လဲတန်းလိုက်ကြ8400တောင်အဲ့ဒီလိုဘယင်ကြီးသိပြီလေဆိုတော့ပရိသတ်လည်းတန်လန်းကြီးကြိုင်ကဟာဘာလိဟာမဆိုးပါလားအဲ့လိုလှူပြီးတဲ့နောက်မှာရှင်မောင်လိဗုဒ္ဓတိတ်သမထေရမြတ်ကြီးကိုမေးလျှောက်ရှာလိုက်ချတာပွဲကြမ်းနေရှင်ဖျားတပည့်တော်အဲ့လိုလှူထားတော့သာသနာဓာယိကာသာသနာအမွေခံထိုက်ပါပြီလားဖခင်ဒါတော့ရေမရှင်မင်းကြီးဘလောက်ပဲလှူသာသနာအမွေခံသာသနာဓာယိကာမထိုက်ပါအဘယ်ကြောင့်ဆိုတော့အသင်ဤရင်သွေးအခြားရင်သွေးများကိုမြတ်စွာဘုရား၏သားတော်သမီးတော်များဖြင့်တန်ခဏပေါင်းသင်္ကန်းကိုသွတ်သွင်းမှသာလျှင်သာသနာအမွေခံထိုက်တယ်မင်းကြီး။အော်ဟုတ်လားဗျာ။အဲ့ဒီကြမှာသားနဲ့သမီးနဲ့အဲ့ဒီလိုအစဉ်လာရှိခဲ့တော့ဘလောက်ကြီးကျယ်တဲ့မှတ်တယ်လဲရှင်ပြနာတာဆိုတာသာသနာအမွေခံမဲ့ကလေးတွေလူပုံမောကနေပြီးတော့သာသနာပေါင်းရောက်တော့အောင်သွတ်သွင်းပေးတဲ့အဲ့ဒီပွဲကြီးအလူမင်္ဂလာပွဲကြီးဗျရှင်ပြနာတာကြီးဗျအဲ့ဒီလိုဒီဘဝနေပြီးတော့သာသနာပေါင်းဘဝရောက်တော့လုတ်ပြီးတဲ့ကူးပြောင်းပြီးတဲ့ဘိသိက်ဆရာဘိသိက်တော်ပညာရှိအင်မတန်အရေးကြီးချော်ဆိုဟောက်လာတာဆိုပြောတာပြိဿကနားထောင်နေလာပြီဆိုတာပြောတာသူအဲ့လိုဆိုပြောနေတာအဲ့ဒီလိုဘိသိက်ဆရာဟာအင်မတန်ကိုသူ့ရဲ့နှုတ်ထွက်အင်မတန်အရေးကြီးပါတဗျကျုပ်လေးဆရာလိုက်ဟဲ့ယောက်ျားဆိုတော့အတော့စားမကင်းဘူးပေါ့ဗျာငယ်စဉ်ကသို့တော်လဲဘိသိက်မြောက်ပြီးတော့ဘိသိက်တော်ပညာရှိရဏဘုဆရာလိုင်းလို့ဖြစ်လာပြီးတဲ့နောက်ကစပြီးတော့ကျုပ်လေသူရမေရိယဆိုတဲ့ကံကိုအစ္ဆတက်ကေပါဏုပေတံဝေရာမဏိသိက္ခာပရံသမာရိယမိယာသက်ပံဆွန့်လွတ်လိုက်တယ်ဗျဟာအုံးနဲ့ဖြစ်သွားဘိသိက်အဲ့မှာဆလောင်းတောင်းကခွက်ပုံးချနာရင်းနှီးချမ်းငှဲ့ပြီးပါပဲတန်လန်းကြီးမိတော့ဟိုမှာဆိုင်တော့မှာတစ်တာပေါ်ထိုင်ပြီးတော့ဟိုကတန်လန်းကြီးချနေဒီကကျုပ်ကအဲ့လိုလူမျိုးဗျအင်မတန်နှုတ်ကအရေးကြီးပါတယ်ဒီဘိသိက်ဆရာရဲ့နှုတ်ကထွက်မဲ့မင်္ဂလာစကားများအင်မတန်မင်္ဂလာနဲ့ပြည့်စုံမှုလိုတယ်သူ့နှုတ်ကမင်္ဂလာစကားတွေပြောပြီးတော့နှုတ်ကနေသေရီနဲ့နေထောင်းထောင်းထနေမှာဆိုရင်အမလေးသွားပါပြီဗျာနတ်တုတ်တာတဲ့မစင်တပဲတပြေးသားကြတယ်လို့ဒီဘိသိက်ကြီးဒီလူကြီးပြက်ပြီးပေါ့ဗျာခမရတို့အဲ့ဒါအရေးကြီးတယ်ဗျဟာအဲ့ဒါကြီးပြောဆိုပြီးတော့ဘာမှလည်းဆက်မပြောတော့ဘူးတချင်းလည်းမဆိုတော့ဘူးဂိုင်းအဲ့ဒါကြောင့်ဘိသိက်နဲ့ဟိတ်ဟလားဟိတ်ဆန်းရအောင်လို့ကဲရွာဆိုစိန်လင်ဟန်ကျုပ်ခဏပေါင်းနားမယ်ဗျာဆရာလိုက်စရောင်းတောင်းလည်းရောက်စရောင်းတောင်းဘာပြန်ချမှမသိဘူးကြည့်ကြသေးတာပေါ့သူ့တော့ဆော်သွားပြီကွာဥမိုးဒီထွက်လာချွေးတွေတန်လေးနဲ့မျက်နှာရက်အစီတွေဝင်းပြီးတော့ဆက်ဖြဲဖြဲကြီးနဲ့ထွက်လာစရောင်းတောင်းဟုတ်လားလို့အရေးထဲမှာသူထွက်လာတော့ရှေ့ရရှင်လောင်းလေးကဟာခေါင်းမောင်းထိတ်အကွက်ကြီးနဲ့လို့ပြောလိုက်သေးတယ်မပြောနဲ့ချွေးကွက်ကြီးနဲ့ဆရောင်းတောင်းကကျွန်တော်ဆရောင်းရွာကမောင်တောင်းပါဗျာခုနကဆရာလိုင်းပြောသွားတာဒီကောင်းလိုက်တာဗါတဲ့မင်္ဂန်ပါပန်းလူနာတိစင်တိမင်္ဂလာမှတ်သားရပါဝေတယ်ဗျာတကယ်တော့ကျွန်တော်ဆရောင်းတောင်းသည်ဆရာလိုင်းပြောပြတော့အဖို့တန်တဲ့ပညာတွေကိုနားထောင်နေရတဲ့ဆရောင်းတောင်းဖြစ်ပါတယ်ဗျာကျွန်တော်ဒီတက်လို့လုပ်တာမဟုတ်ပါဝါသနာပါလို့လုပ်တာအမလေးဆရာလိုင်းကျေးဇူးတင်လိုက်တာဗျာဆရောင်းတောင်းပညာတွေအများကြီးရပါတယ်ခင်ဗျပြန်ချမယ်အောင်ပြီတော့မချပါလားဟာဆရောင်းတောင်းကြီးကအရှုံးပေးနေပါလားဟာသူ့ပြိတ္တကမျက်နှာကြီးညှိုးကုန်ပြီဘယ်လိုဖြစ်တာလဲခါဆရောင်းတောင်းကြီးဆက်ပြောပြတယ်ကျွန်တော်လေဆရောင်းရွာကမောင်တောင်းပါဘာမှသိတတ်တာမဟုတ်ပါဝါသနာပါလို့အဆိုလေးပါလေးဝါသနာပါပြီးတော့ဟိုနာဒီနာလှုပ်ရင်းနဲ့ဆရောင်းတောင်းပြောနေဘိသိက်ဆရာကြီးလို့ဘာမသိညာမသိဖြစ်လာတာပါဗျာကျွန်တော်အမေကမာတာမိခင်ကျေးဇူးရှင်ကတကယ်တော့ကျွန်တော်တို့ကထွန်ရှင်း20နဲ့လဲလုစားတဲ့လဲသမားကိုင်းသမားတွေထွန်ရှင်း20ဆိုနဲတဲ့လဲမဟုတ်ဒီတိုင်းစားလိုက်ဟာစောင်းတော့မခေပါလားအမေကပြောတယ်ငါသားမောင်တောင်းရဲ့ငါသားရဲ့မင်းဘိသိက်တွေမြောက်တဲ့ချင်းတွေဆိုဟွာတွေရွတ်ဒီဟာတွေရွတ်နဲ့အမလီရင်းနေကွဲကုန်မှပြင်အသေးတွေနာကုန်မှပြင်ငါသားရဲ့မလုတ်ပါနဲ့မင်းဖေလက်ငုပ်ရှိတဲ့လဲရကိုင်းကျွန်းအလုပ်ဆက်လုပ်ပါတော့ငါသားရဲ့ကျွန်တော်မနေနိုင်ဘူးကျွန်တော်ဆက်လုပ်တဲ့အမေစကားနားမထောင်နဲ့ငါမိုက်သားမောင်တောင်းလူမိုက်ကြီးမောင်တောင်းသူ့ကိုယ်သူအဲ့လိုပြောနေပြိဿဟာဆရာလိုက်တွယ်မယ်အောင်မင်းလားမတွယ်ပဲနဲ့သူ့ကိုယ်သူပြန်ချနေပါလားဟာကျွန်တော်အမေမာတာမိခင်အဲ့လိုကွယ်လွန်တိမ်မပြန်တော့
အမိတ်နေရအစားဝင်မဲ့နောက်ထပ်မိမတယောက်ရောက်လာပဲဗျသူကတော့တခြားမဟုတ်ပါဘူးဗျာကျွန်တော်ရဲ့အရေးပိုင်မှာပဲအရေးပိုင်ဆိုတာတခြားမဟုတ်ပါဘူးကျွန်တော်အရေးအရာတွေအကုန်ပိုင်းနဲ့ကျွန်တော်မိမပါပဲဗျာဝေါ်ဆိုပြိဿပြောတချင်းတိတ်နေတဲ့ပြိဿအဲ့ချိန်မှာစလှုပ်သွားဆရာလိုက်နဲ့ရက်ခံနေရတယ်လှမ်းကြည့်ဟာငါလည်းတော့ငိမ့်နေပြိဿဆရာတော်တောင်းထဲမှာနည်းနည်းဝေါ်တဲ့တစ်ချက်ရီပါလားဟာကျွန်တော်မိမကဘာပြောလဲဆိုတော့မိမများမကောင်းပါဘူးဗျာသောတာပန်ကမိမတွေမပါဘူးနော်သောတာပန်ရွာအနိနာဝချက်ကမိမတွေလည်းမပါဘူးနော်ဟိုဘက်ရွာကမိမတွေလည်းမပါဘူးနော်မထူးပါဘူးဗျာအကုန်လုံးကမျှတခံလိုက်ကြပါတော့ခင်ဗျားတို့မိမတွေအတူတူပါပဲဗျာဝေါ်ပြိဿကြီးပြန်လုံနေတာစလောင်တော့အယိုးကန်နဲ့ကျွန်တော်မိမကပြောတော့ရကိုသောခေါ်ပါလေကိုသောကျမလေးရှင်ဘိသိမြောကပြန်လာရင်လေရှင်စားဖို့ဆိုဘဲဦးလေးကြောချင်းလေးချက်ထမင်းလေးကျွေးမယ်ဆိုပြီးတော့ထမင်းဦးတဲ့ဘဲဦးလေးခောက်မယ်ရှိသေးရှင်သမီးလေးကမအိပ်ဘူးတော့တအီလုံလာကလေးထိနေတယ်ကျမဘာမှကိုမလုပ်နိုင်ဘူးတော့ရေလည်းမခတ်နိုင်ဘူးထမင်းလည်းမချက်နိုင်ဘူးအဲ့တော့ကိုသောရေလေးရင်သွားခတ်လိုက်ပါလားတော့အေးပါကွာရပါတယ်ဆိုတော့တော့ဘယ်ရမလဲဟဲ့အေးကွာငါသွားခတ်မယ်မိမလည်းကြောက်ရသေးတယ်ဗျဒါလည်းပါတယ်ပြိဿတော်ဖြစ်လာပြီမြူးလာပြီဆိုတော့ပါလာပြီအလိုလိုအယိုးကန်လည်းပြောတယ်အဲ့လိုနဲ့ကျွန်တော်ရေထွက်ခတ်မိမလည်းမှားရတာရှိတယ်ကိုသောဒီခါတော်ပိသိမြောက်လေစူကြီးလေးပါလေရအောင်လုပ်တော့ဟိုတနေ့ကလေဟိုတကြီးတူမလေဟိုရင်းလို့မိငယ်တို့လေမြို့ကလာရောက်တဲ့ဟိုတခဲကို25ချက်ပေးရတဲ့ပလာစီယာဆိုလားဘာဆိုလားအလှတယ်တော့ကျုပ်ကလည်းအဲ့ဒါနှစ်ထဲဝယ်လိုက်တယ်တော့90ကျတယ်တော့အဲ့ဒီအတွက်ပတ်စံလေးပေးအောင်တော့စူကြီးလေးပါလေရအောင်လို့ချင်းလေးပါလေဆိုတော့အေးပါကွာငါသိပါတယ်ကွာအဲ့လိုနဲ့ကျွန်တော်လည်းနွားစာဆင်းပြီးတော့ရေခတ်မယ်ဆိုပြီးတော့ကျွန်တော်တဘိုးနဲ့ပုံလေးနှစ်ပုံချိတ်ပြီးတော့ကျွန်တော်ရေရင်းစီထွက်လာခဲ့တာပေါ့ဗျာရေရင်းကအိမ်နဲ့နည်းနည်းလှမ်းတဲ့ဗျလှမ်းတဲ့ခါကျတော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့အိုးငါလည်းလေ့ကျင့်ပြီးသားဖြစ်အောင်ကဲကိုလည်းပြင်းပြအောင်အားလည်းရှိအောင်ဘုံတော့ကလေးတစ်ချက်တော့စူကြည့်ဥမာပါပဲလေဘုံတော့ကလေးလဲဆိုလိုက်ရောဆိုင်းကတီးပြီးဘုံတော့တောပြီးပြီးတက်ဟာချပြီဟာပရိကခုမှဆိုင်းလန်ကြတော့စောစောဆရာလိုက်တော့ဆိုင်းလန်နှဲရလဲတန်လန်ကြရင်ခဲ့တာခုမှဟိုကဟာချပြီအဲ့ဒီမှာကျွန်တော်မိမဆိုလို့မှတ်ထားတယ်အဲ့ဒီမှာဆောင်းတောင်းဥမိုးဒီကောက်ဆိုတာမြမရိုးရလူဝဲဆင်ရွဲရမြသူလားမြမရိုးရလူဝဲဆင်ရွဲကြမြသူလားရင်ထဲကစေနာတွေရဲ့များရာစုပေါင်းဆောင်းတောင်းလို့လာပါပြီအလိုများကုသိုလ်တွေပေါင်းဟာတဲ့အဲ့လိုနဲ့ကျွန်တော်လည်းရေရင်းစီထွက်လာတာပေါ့ဗျာရေရင်းကအတန်ငယ်လှမ်းလို့ဗျဘလောက်လှမ်းလဲဆိုတော့နောက်ထပ်ဘုံတော့တပုတ်စာလှမ်းသေးတယ်ဗျနောက်တပုတ်ထပ်ဆိုပြစ်တာဘာဘုံတော့ဒီဆိုင်ကလည်းမြူးသွားပြီပြိတ္တလည်းမြူးပြီထပ်ဆိုပြစ်တယ်အဲ့မှာရာဇယုသာကိတဘာယနာထက်ကသူလာသမျှအချက်ပူတဲ့အထက်မိုးရွှေပြောင်းရွှေကြောင်းစရုံတောင်းလို့လာပါပြီဗျာအလိုများကုသိုလ်တွေပေါင်းကုသိုလ်တွေလောင်းဟာအဲ့လူနဲ့ကျွန်တော်ရည်ရင်းရောက်ရည်ခတ်ထံပူတဲ့ထက်ဘုံတဲ့ထက်ပြန်လာလေးပင်နဲ့ပြန်လာအိုးအိမ်ပြန်လာလမ်းတော်ရောက်တော့ရေဘုံကလည်းလေးတော့ခဏချပြီးတော့ရွာပြန်လှမ်းကြည့်တော့အိုးထုံးဖြူစီဒီဖိုးဝေးနဲ့တဲကြည်နူးစရာကောင်းတဲ့သတ်ပဲဟုတ်ဗျရွာဥထိတ်ကဇေဒီဖူးရတော့ကျွန်တော်စိတ်ထဲမှာစောစောဟာဒီပျောက်သွားပြီးတော့ကုသိုလ်စိတ်ကလေးဝင်လာရောဗျအဲ့ဒီမှာကျွန်တော်ကဘာသွားသတိရလဲဆိုတော့မန္တလေးဆရာတော်ဖျားကြီးရေးသားစီကုံတော်မူတဲ့နိဗ္ဗိန္ဒတေးတက်ကြီးကျွန်တော်သွားဟာတေးတက်လာပြန်ပြီဆောင်းတောင်းချပြန်ပြီဟိုဘက်ကဆရာလိုက်ချွေးတွေပြန်နေရွှေကမ်းမြတ်မှာချွတ်ပြီးတော့ရက်ခိုင်ရင်နဲ့ရက်တောင်လေးသားပိတ်ပြီးတော့တိုးဘော်နဲ့တိုးဘော်လွတ်ကြဟိုဘက်ရုပ်ပြက်နေပြီဆရာလိုက်စလောင်ကောင်းတော့ပြိဿပါသွားပြီလေမန္တလေးဆရာတော်ဖျားကြီးနိဗ္ဗိန္ဒတေးတက်ကျွန်တော်ဆိုပြတယ်ဗျာအဝိဇ္ဇာပိခါဆိုမိစ္ဆာမျိုးပြင်းဟာချပြီတိန်ဟိုဆရာပြိဿရွရတယ်အဝိဇ္ဇာပိခါဆိုမိစ္ဆာမျိုးပြင်းအိတ်ထားလို့ထင်မြင်လင်းလွင့်စင်မီမလွဲအယိုးစုအပုတ်ကောင်းကိုအယိုးစုအပုတ်ကောင်းကိုအဟုတ်ရောင်မှားဖို့တနေ့ကျွန်တော်တို့မောင်တောင်းနေလေငမိုက်သားတွေလေအဝိဇ္ဇာကိုဝိဇ္ဇာကိုအဝိဇ္ဇာအမှားတွေမြင်မောဟတွေပိတ်ဖုံးပြီးတော့အိတ်ထားယုံအနိဋ္ဌာယုံနဲ့အိတ်ထားယုံလို့မြင်ဟာတရားတွေလည်းပြောသချင်းတွေလည်းဆိုးဆောင်းပေါင်းလုံးချင်လို့လုပ်နေအဲ့မှာတယောက်တည်းလုပ်လာဆရာလိုက်မဘာမှပြောအယိုးစုအပုတ်ကောင်ကျွန်တော်တို့က32ခုတာသွေးသီးကြီးမလီအဲ့ဒါတွေပေါ့အယိုးစုပုတ်ကောင်အယိုးစုအပုတ်ကောင်ကိုအယိုးစုပုတ်ကောင်ကိုအဟုတ်ရောင်မှားဖို့တနေ့အတုပါယုတ်တစင်းငယ်အတုပါယုတ်တစင်းငယ်အဟုတ်လေးကိုတဲ့အပုတ်ရေးစုတရွှဲဟာမို့ယိုမစဲသူမှာ
တို့ကလောက်ယွန်စရာကိုလွန်တနာမဲ့ဆွဲလို့စဝဲမှားတပီးပီးမွန်းနေကြပါလေသွေးတိချီပြည်တလိတ်တွေကတီမစိတ်လျံပြည်တီတို့ခြားရီရှင်းပြအဲ့ဒါရှင်းပြ30ခုတာသားတွေပါတယ်တို့ကလောက်ယွန်စရာကိုလွန်တနာမဲ့ဆွဲလို့စဝဲမှားတပီးပီးမွန်းနေကြပါလေတဏှာကြိုက်တဲ့အမိုက်တွေမှာတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေနေမွန်းရှာကြလေတဏှာပူးတဲ့အယူတွေမှာအမှုမပြေနေမွန်းရှာကြလေတဏှာဖမ်းတဲ့အကန့်တွေမှာအပမပြေနေမွန်းရှာကြလေအဲ့ဒီတိတက်လေးပြီးတော့ကျွန်တော်အိမ်ပြန်ရောက်စင်အိုးတဲ့ဘူးလောင်းအဲ့မှာကျွန်တော်ဘဲဥရီကျော်မိမကိုသောင်းအမျိုးမျိုးလို့လားအဲ့ဒီလိုနဲ့ကျွန်တော်ဝါသနာပါလို့ကျွန်တော်ကဆလောင်တောင်းဖြစ်လာတာပါဗျာတက်လို့မဟုတ်ပါဘူးဗျဂိုင်းကျွန်တော်အလှလဲပြီးပါပြီဗျပြီးပါပြီကဲရနာဦးဆရာလိုင်းဆရာလှဲ့ပါဆရာအလှဲ့ယူပါဆရာကျွန်တော်ခဏနားပြစီခင်ဗျတောက်နဲ့ပြန်သွားဆိုင်းတစ်တာပေါ်ထိုင်ဆရာလှိုင်းရနာဦးဆရာလှိုင်းဘာပြောတယ်အောင်မင်းကျွန်တော်မလုပ်တော့ဘူးဆရာပဲဆက်လို့လိုက်ပါတော့ဆရာကျွန်တော်မလုပ်ချင်တော့ဘူးဆရာဟာချွေးတွေပြန်ပြီးတော့တုံးလို့ဟုတ်ဆိုမန်တက်တစ်ခုလုံးကစရောင်းတောင်းတော့ပါသွားတာသူ့ဘက်မှာမရှိတော့ဟာအဲ့မှာစရောင်းတော့ဟာမဟုတ်တာဆရာရဲ့ဆရာအလှဲ့လေးကျွန်တော်အလှဲ့မြူကျင်တော့ဘူးဆရာပဲဆက်လို့လိုက်ပါတော့ဗိတ်သိက်တွေဆက်မြောက်လိုက်ပါတော့ဟာမဟုတ်ပါဘူးဆရာရဲ့အဲ့တော့စရောင်းတော့ကဲဆရာလို့လုပ်ကြရအောင်ဆရာနဲ့ကျွန်တော်နဲ့နှစ်ယောက်ပေါင်းပြီးဗိတ်သိက်မြောက်ကြရအောင်ဟာဆရာလာပါဆရာရဲ့ပါဠိပတ်သားတွေရွတ်ဗိတ်သိက်စာတွေရွတ်ကျွန်တော်ဒါတွေအသေးစိတ်မပြောတော့ထမင်းခွန်းတဲ့ခါကျတော့ဆရာလိုင်းကထမင်းကင်ထားအဲ့ဒါဇွန်းနဲ့စောင်းသောင်းကခွန်းဟင်းရီတိုက်တဲ့ခါကျတော့ရှင်လောင်းလေးတွေနပေါက်တယ်လေးကိုစောင်းသောင်းကဟင်းရီကြိုင်လေးကင်ထားဆရာလိုင်းကလိုက်တိုက်ပြီးတော့တပြေကဲနဲ့ရီပက်ပြီးတော့ပန်းကုန်းလေးတွေဆွတ်ပြီးချီမန်းကုန်းလေးတွေဆွတ်ပြီးအတူတူလုပ်ရတာအကုန်နှစ်ယောက်ပြန်ပြီးတော့မှနှစ်ယောက်ပေါင်းပြီးတော့ကျွန်တော်တို့ဗိတ်သိက်စာတွေရွတ်ကြတော့တအားကိုကောင်းသွားတာဗျာဗိတ်သိက်ပွဲအစကပွဲကြီးပွဲကောင်းချကြမယ်လို့ထင်နေတာဆရာကောင်းကပဂရိအယိုးကန်နဲ့ပြောတော့ဟိုမဟုတ်မတရားပြောထားတဲ့စော်ကားထားတဲ့ဆရာလိုက်ဘယ်လို့မှမတတ်နိုင်တော့ဘဲနဲ့ဒုက္ခရောက်သွားပြီနောက်ဆုံးဆရာတောင်းကလာခဲ့လို့ပြောပြီးတော့လှုပ်သွားတော့ဗိတ်သိက်ပွဲကသိကောင်းသွားတယ်ပြီးသွားဆိုကြပါပြိတ္တလည်းကျင်နာကောင်းလိုက်တာပြောခေါက်သွားပြီစိတ်တင်ဟာရနာဝန်ဆရာလည်းကဒီလိုပြန်ထွက်သွားမှာမပြန်ဘူးဆိုင်းရှိရနေဖြတ်လျှောက်သွားတယ်အဝတ်စားလည်းမလဲသေးဘူးဘယ်သွားလဲကြည့်တော့ဆိုင်းတစ်တာပေါ်မှာအဝတ်စားတွေလဲနေတယ်ဆရာတောင်းရှိသွားပြီးတော့အောက်ကနေတစ်တာအောက်ကနေဒူးလေးထောက်ထိုင်ဆရာကျွန်တော်စကားလေးနည်းနည်းပြောပြစီဆရာဟာမင်းရှိပါဆရာပြောပါဆရာကျွန်တော်ဆရာကိုလူပုံလဲမှာစော်ရဲမိတာကျွန်တော်တောင်းပန်နေလို့ပါဆရာဟာရပါတယ်ဆရာရဲ့မဟုတ်ပါလူဆိုတာအမှားမကင်းပါဘူးဆရာရဲ့ကျွန်တော်မှလည်းအပြစ်နာစားတွေအများကြီးပါကိုမှားတာကိုသိအဲ့ဒါလူတော်ဗျဆရာရဲ့ပညာရှိဗျဟုတ်ပါဘူးဆရာကိုကျွန်တော်နှုတ်နဲ့လဲစော်ရဲပြီစိတ်နဲ့မနှောကန်နဲ့လဲစော်ရဲပြီလူပုံလဲမှာဆရာကိုကျွန်တော်အပုတ်ချခဲ့တယ်ဆရာရဲ့အရက်တော့တတ်တာလေးတခုကျွန်တော်အကြောင်းပြပြီးတော့အဲ့ဒီအတွက်ကျွန်တော်မကျင်တော့ဘူးကာယကံမြောက်ဆရာကိုကျွန်တော်လာကြတော့တာပါဆရာကျွန်တော်ခွတ်လို့ပါဟာဆရာရဲ့လက်အုပ်ချီထားတဲ့ရတနာဘုဆရာလိုင်းရဲ့လက်ကိုစောင်းကောင်းကဆုပ်ကင်ထားပြီးတော့တွေးပြီးတော့ဆရာကျွန်တော်ခမည်းကိုပညာရှိကိုအောင်းမိတာပညာတွေတတ်တဲ့ပညာရှိတကယ်တော့ခမည်းဟာပညာရှိတယ်မကောက်ပညာရှိသူတော်ကောင်းပါလားကို့အမှားကိုဝန်ခံရပြီးတော့လူပုံလည်းမှာတောင်းပန်တတ်တဲ့သူအဲ့ဒါသူတော်ကောင်းဗျအမလီပညာရှိသူတော်ကောင်းပါလားဗျဟုတ်ကဲ့ဆရာကျွန်တော်တောင်းပန်ပါတယ်ဆရာပြီးတော့မှဆရာတော်ကဆက်ပြီးတော့မျက်စိမှိတ်ပေါ်မော့ပြီးတော့အေးခမည်းလိုပညာရှိသူတော်ကောင်းကလက်အုပ်ချီမို့ရှ िख ိုးတောင်းပန်တာကိုခံယူနေတဲ့ကျုပ်ကတော့အမလီရစ်ထုတ်ကြီးဖြစ်နေပါလားဗျာခမည်းရဲ့တောင်းပန်မှုကိုလက်ခံနိုင်တဲ့အနေထားရောက်အောင်ကျုပ်လေတစ်သက်လုံးမှီဝဲလာခဲ့တဲ့ဟောဒီအရက်ကျုပ်လည်းအခုချိန်ကစပြီးတော့အစ္ဆတက်ကေပါဏုပေတံဝေရမဏိသိက္ခာပဒံသမာဓိယာမိရာသက်ပံဆွန့်လိုက်ပါပြီဗျာသာဓုဆရာရဲ့အတန်ဒီတုံမြည့်ဝဲနှစ်ယောက်ဆုံးအဲ့ဒီချိန်မှာကျွန်တော်ကဇန်ကျွန်းနဲ့ဗာထိတ်လဲဆိုဒေါ်ရီသအတန်နဲ့နဟိဝေရိနဝေရမိဓမ္မပဒရေရဖေပြီးတော့မိသွားတယ်ပြီးတော့မှအဲ့ဒီနောက်ကမှကြီးစီတန်ကြီးနှောင်းဆိုထုလိုက်တာရင်ထဲကိုတုံသွားတယ်ကျွန်တော်တို့ကိုယ်တိုင်တော့ပြီးတော့မှကျွန်တော်အတန်နဲ့ဆက်ပြီးလိုက်လာကြပြားလေးနှစ်ပိုက်ကျွန်တော်ရွတ်လိုက်တယ်အဲ့ဒီကြပြားကျွန်တော်အတန်နဲ့ရွတ်တယ်အဲ့ဒီကြပြားကရေးပြတာကဆရာတော်စီကေနာနဲ့ကျွန်တော်နဲ့အပြန်လာဖုတ်ဆက်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့တန်ခါနဲ့လူနဲ့ပေါင်းပြီးတော့အဲ့ဒီကြပြားနှစ်ယောက်ပေါင်းဆက်တာနှစ်ဦးပေါင်းဆက်တာဘာလဲဆိုတော့ကြပြားလေးကကျွန်တော်မေ့မှာဆိုပြိုင်ပွဲထုံးစံ
ရှုံးမခံလဲနိုင်မြန်အရှုံးဇက်မဆုံးမှုအမုန်းတန်လျာလဲကြပြီအမှန်ကိုမြင်အမှားပြေမှကင်းစင်မာနအတ္တမပါတာယာအချမ်းရှိလေပြီထွက်သွားကြည်နူးစွာစကိုင်းတောင်ရိုးကြီးပြဖះပြတန်ခါပြဇီရီဒီပြခုနတန်းစွန်းကြီးနဲ့ပြပြီးပါပြီဝိသိပြိုင်ပြောချင်တာကဘာမှာဆရာဥက္ကမောင်ညိုတို့ကိုသိပါတယ် win-win theory ဆိုတာရှိပါတယ်စီးပွားရေးလောကလာလို့ပြောပါတယ်အစပိုင်းတော့ win-loss theory ကိုယ်နိုင်သူရှုံးသူနိုင်ကိုရှုံးချပြတ်တာအရှုံးနိုင်အပြတ်သက်ဆော်ကြနောက်ကြတော့မဟုတ်တော့ဘူးမကောင်းမှုဟိဒီစနစ်တယောက်ရှုံးတော့တယောက်နိုင်တယောက်နိုင်တော့တယောက်ရှုံးရှုံးတဲ့သူကပြန်လက်စားချေနိုင်တဲ့သူကပြန်ရှုံးရှုံးတယ်ဟာစမ်းမဆိုအဲ့တော့ win loss theory နေရာမှာ win win theory winသူလည်းမရှုံးစေရကိုလည်းမရှုံးစေရအခုဒီဇာလမ်းမှာစလောင်တောင်းလည်းမရှုံးဆရာလှိုင်လည်းမရှုံးနှစ်ယောက်ပေါင်းပြီးလှုပ်တာတရွာလုံးလည်းညီညွတ်မကွဲတော့ win win theory ကျွန်တော်တို့ပြလိုက်ပြီးတော့ဟိုမှာက WW win win theory ကျွန်တော်တို့ဗိသိပြန်က WWW win သုံးလုံး W သုံးလုံး win 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 theory ဆရာလိုင်ရောဆောင်းတောင်းရော win ဖြစ်နေမှာကရွာသူရွာသားတွေဗျာသူတို့အနိုင်ရသွားတယ်ရှုံးတဲ့သူမရှိဘူးအဲ့ဒါလေးပြပြောချင်တာကနောက်ဆက်တွဲလေးကသိစင်စားကြကောင်းတာရှိသေးတယ်ဗျဆရာတော်ရှေးစိတ်ကနာကအဲ့ဒီခွေလေးရိုက်ပြီးတော့အဲ့ဒါအင်္ဂလိပ်လိုအတန်ထက်ဟာအောက်ကနေစာရန်ထိုးရှင်ဖေအဝိဇ္ဇာပိတ်ခါဆိုမိစ္ဆာမျိုးပြင်းပြင်းအိဋ္ဌာလို့ထင်မြင်နေတူတော့အင်္ဂလိပ်လိုမပြန်တတ်ဘူးဖေကုလသမဂ္ဂမှာအလုပ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတယောက်ခေါ်ပြန်ပြီးတော့မြန်မာတယောက်ပြန်ပြီးတော့အချက်4000တရုတ်ပြည်မှာကူးလိုက်သူ့တပည့်တွေရှိတယ်မြန်မာတွေပြီးတော့ရန်ကုန်ပြောင်းယူလာပြီးတော့ MRTV4 မြောက်ရီ MRTV ဘယ်နဲ့ကအကုန်လုံးအဲ့တော့အခုလို MNA MI တွေမပေါ်သေးဘူးအလကားပြမရောဘူးတရားဘောတွေမှာဝေးရော့တကားချစ်အချက်900ယူအချက်1000ယူဝေးပြစ်အကုန်လုံးဒါလည်းထားတော့နောက်ထပ်စိတ်ဝင်စားစရာ behind the curtain ပေါ့ဗျာကလကနောက်ွယ်ကဖြစ်တဲ့ကလေးတစ်ခုရှိသေးတယ်ဆရာတော်ရှေးစေကိန်းကကျွန်တော်ဘယ်လိုပြောလဲဆိုတော့တကားချစ်တဲ့ဒါအခုမှကျွန်တော်2009ကကျွန်တော်ရိုက်ခဲ့ပြီးတော့2010ရွေးကောက်ပွဲမတိုင်မီလေးမှာကျွန်တော်ဒီကောက်အကုန်ဖြန့်ပြပြင် win win theory ဆရာတော်ကကျွန်တော်ပြောတယ်မိတ်ရှိတယ်တကားချစ်တဲ့ပထမဆုံးအချက်4000เนี่ยပထမဆုံး2ချက်အသစ်ဆက်ဘယ်သူမှမပြရသေးဘူးအဲ့2ချက်ကိုဘုံဘုံနှစ်နေရာပုတ်ပေးလိုက်တယ်တဲ့ဆရာတော်တဲ့ဘယ်နေရာလဲဖေ။တစ်ချက်ကအမှ54တက္ကသိုလ်ရိပ်သာလမ်းဒေါအောင်ဆန်းစုကြည်ပို့ပေးလိုက်တယ်။ဟုတ်ပါပြီဖေ။နောက်တစ်ချက်ကနေပြည်တော်ပို့ပေးလိုက်တယ်ဒေါ်ကြိုင်ကြိုင်စီ။ဆရာတကယ်ပြောတော့ပို့ပေးပြီးတော့နောက်တစ်ပတ်လောက်နေတော့တခါချစ်တယ်ဖုန်းပြန်လာတယ်တဲ့။ဘယ်ကလဲဖေ။ဒကမာကြီးဒေါ်စုစီရတယ်။ဘာလျှောက်လဲဖေ။တပိတော်သဘောပေါက်ပါတယ်ဖေ။နားလည်ပါတယ်ဖေလို့ဒေါ်စုကလျှောက်ပါတယ်။လျှောက်တယ်တခါချစ်ဟိုနေပြည်တော်ကဖေဘာမှပြန်မလာဘူးတဲ့အဲ့ဒီကအဲ့တော့ကျွန်တော်ကမနစ်ကလည်းပြောခဲ့ပြီးနှစ်ခါရှိပြီအခုဒါကြောင့်မို့ဒီနှစ်မှာနော်ဒါလေးကိုကျွန်တော်အခုလိုပြောခွင့်ရတဲ့အတွက်တောင်းဆိုပေးတဲ့မိတ်ဆွေများအတွက်အင်ပလန်ကျွန်တော်ကျေးဇူးတင်ပါတယ်ဝန်တာပါတယ်ဒီဂုံးချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော် NLD မဟုတ်ဘူးနော်တဆညာလည်းမဟုတ်ဘူးနော်ကြန့်ခိုင်ဖွံ့ဖြိုးလည်းမဟုတ်ဘူးနော်ဝေးစွာနော်မဟုတ်ဘူးကျွန်တော်သို့တော်လည်းဒေါ်ဆန်းစုကြည်နဲ့ခဏခဏထုတ်ပြောနေတဲ့ကိစ္စအကြောင်းရှိပါတယ်မနှစ်ကပြောခဲ့ပြီးတဲ့ပါရင်လည်းခွတ်လွတ်ပါလွတ်လာပြီးတော့လွတ်တော်တဲ့ရောက်ခံလေးမှာရောက်စမှာဒေါ်စုပြောတဲ့စကားရှိပါတယ်အားလုံးသိပါတယ်ကျမကိုအသုံးချပါလှုပ်ပေးမယ်ကောင်းလိုက်တဲ့စကားဟိုတလောကလွန်ခဲ့တဲ့3လလောက်ကတနင်္လာရီတိုင်းဘက်ကိုခီးထွက်တဲ့ခါကျတော့ဒေါ်စုပြောပြီးကျမအာနာလိုချင်တယ်တဲ့အားလုံးသိပါတယ်ဒီစကားကျမသမရလုတ်ရဲတယ်တဲ့လုတ်နိုင်တယ်တဲ့ဟာဒီစကားကြည့်လိုက်တော့နားထောင်လိုက်တော့ကျွန်တော်တို့ကဒေါ်ဆန်းစုကြည်ကိုအနိကသိတယ်အနိကသိဆိုလူချင်းခင်မင်းကြီးလို့မဟုတ်ပါဘူးအခုကျွန်တော်ဇန်ညွှန်းရင်လည်းကျွန်တော်ဇန်ညွှန်းကတပြားမှမရသေးဘူးနော်ပေးရင်လည်းပေးမပေးရင်လည်းနေရတယ်ကျွန်တော်ရေးမှာပဲမပေးလည်းမရရုံပဲပေးမှမပေးတာပဲရမှာတော့နော်ဟိုနှစ်ကပြောခဲ့ပြီးလဲခွင့်လွတ်ပါထပ်ပြောခြင်းလို့ပါအကွက်ဆိုင်လို့ပါမဆိုင်ဆိုင်အောင်အကွက်စင်တာလည်းမဟုတ်ပါဘူးတကယ်ဆိုင်လို့ပါမြတ်စွာဘုရားဝါတော်20တက်တော်55ကန္နာဂုရိတိုက်တဲ့ဧကသာဝကမဟာတာကရဟန္တာကြီးများအရိယာကြီးများစုံညီတဲ့အခါကျဘုရားရှင်မိန့်တော်မူ
ငါဘုရားတက်တော်ကြီးပြီ55နှစ်ရှိပြီအမြဲတမ်းပြုစုလှုပ်ကြွေးမဲ့ဥပဋ္ဌကယဟန်တပအလိုရှိပြီဟုတ်ပေတာပေါ့ဘုရားရှင်မှာယခိခင်ကအမြဲတမ်းအနိကပြုစုလှုပ်ကြွေးပေးမဲ့ PSO မရှိဘူးဘုရားမှာ PA မရှိဘူး personal assistant မရှိဘူးကျုံဝါကြရဟန်ကျုံလူကြလို့လုပ်ပေးတာအစင်မပြေဘူးကတိကောက်တွေဖြစ်တယ်တပိတ်ပိုက်ပြီးချထားတယ်လို့ကြီးတော့ဆေးမပေးတာတို့ဘယ်နဲ့ကဘာညာတွေပေါ့ဗျာအဲ့တော့မေးစရာရှိတယ်တက်တော်55နှစ်ကြီးပြီလားဟာကြီးပြီပင်ပန်းပြီမြတ်စွာဘုရားဟောဆိုတောက်လျှောက်ဘုရားဖြစ်တဲ့35နှစ်ကစပြီးတော့အနှစ်20လုံးလုံးဘုရားကိစ္စ5ပါးလေ24နိုင်မှာနည်းနည်းလှဲလျောင်းကြီးနားချိန်က3နာရီလောက်ပဲအချိန်ရတယ်4နာရီလောက်ပဲကြံတဲ့ချိန်အကုန်လုံးလောကကြီးတော့လှုပ်တယ်တောက်လျှောက်ကြီးပင်ပန်းတာပေါ့ဗျာကျွန်တော်လူတွေလိုပဲဟုတ်မလဲလူတွေဆိုရင်တော့ခုနမောင်သားရှိပြောလို့ပေါ့65နှစ်90သွားပြီးတော့ KTV သွားပြီးပန်းကုန်းဆွနေတော့ရှိသေးတယ်မပင်ပန်းသေးဘူးနော်ဟာဟုတ်ပါလားအမြဲတမ်းပြုစုလုပ်ကျွေးမဲ့ဥပဋ္ဌကယဟန်တပအလိုရှိဘူးလို့ဘုရားရှင်မိန့်တော်မူပါလားရှင်သာရိပုတ္တရာထလျှောက်ကဘာသိန်းပါရမီဖြစ်ဖြစ်ပါဖះလက်ရတော်မှာဖះပညာအေးတက်ပါဖះတပည့်တော်ကထိုရာထု၌ခန့်ထားတော်မူပါဖះညင်ပေတော်မူတယ်ရှင်မမောကလားအလားတူလျှောက်ကဘာသိန်းပါရမီဖြစ်ဖြစ်ပါဖះလက်ဝဲရမှာဖះတကုအေးတက်ပါဖះခန့်ထားတော်မူပါဖះညင်ပေတော်မူတယ်အသီးသီးတစ်ခါရဟန်းနိုင်ကြီးများထားလျှောက်ကြတယ်မြတ်စွာဘုရားတပါးကမှလက်ခံတော်မမူခတ်တီတီနဲ့မတောင်းမနဲ့အကုန်လုံးတောင်းနေချင်ယာရုတောင်းနေချင်မှာမတောင်းမနဲ့ခတ်တီတီရှိရနေလက်ဥချီထိုင်တာရှင်အာနန္ဒာယဟန်နေကြည့်မကောင်းငါရှင်အာနန္ဒာလျှောက်လိုက်တော့လေသင်အားဘုရားရှင်အလိုရှိဟန်တူတယ်အားလုံးထပြီးအသီးသီးတကတောင်းဆိုကြတာမြတ်စွာဘုရားရှင်ခန့်တော်မမူပေးတော်မမူသင်တပါးပဲကြံတော့တယ်သင်အားအလိုရှိဟန်တူတယ်တောင်းလိုက်ရှင်အာနန္ဒာငါရှင်အာနန္ဒာရှင်အာနန္ဒာဘုရားလက်ဥချီယဟန်ဒီပဲလှည့်ပြောတာငါရှင်တို့တဲ့ဒီစကားကမဟာဗုဒ္ဓဝင်6တွဲ8အုပ်စရုထတော်မှာအတိအကျပါပါတယ်စာမျက်နှာကျွန်တော်မှတ်မိအောင်ရှင်နာတဲ့စကားငါရှင်တို့တဲ့တောင်းယူမှရအပ်သောယာရုဟုဒီမှာအဘယ်နည်းတဲ့ငါဒီမတောင်းနဲ့ဟာရှင်းလာပြီလားကျွန်တော်ဖတ်နေတယ်ဟာတောင်းယူမှရတဲ့ယာရုဆိုငါဒီမတောင်းနဲ့ပြီးတော့ဆက်ပြီးတော့ပြောလိုက်သေးတယ်ဘုရားရှင်ဒီငါ့ကိုမမြင်မဟုတ်မြင်မသိမဟုတ်သိတော်မူ၏ထို့ကြောင့်ငါအလိုလိုခန့်အပ်လိမ့်မည်ငါဒီတောင်းမယူတဲ့ဟာဖတ်ပြီးကျွန်တော်စက်သိမွင်းကြီးထားတာဟောဆိုကိုယ်နဲ့နှိုင်းမရိုင်းလေကျွန်တော်နဲ့နှိုင်းကြည့်တယ်။ကျွန်တော်တို့မြတ်စွာဘုရားရဲ့ဥပဋ္ဌကအလုပ်ကျွေးဆိုတာနည်းနည်းနော်ပြည့်စုံမှုကဘာမှအမြင့်ဆုံးပြည့်စုံပြောရရင်တော့လောကကြီးမှာအဲ့တော့သူကမတောင်းဘူးတဲ့ဗျာ။ကျွန်တော်တို့မှာပြင်ကြည်သမောင်လှုပ်ရှင်တဲ့အလုပ်တွေယာရုတွေဌာနရတွေနေရာလေးတွေဘာညာပေါ့နော်ခုနကမြန်မာစာပညာရေးတက္ကသိုလ်မှာကတိကတွေခုနက PC လိုချင်တဲ့ဘာညာတွေစူးစမ်းနေကြတဲ့သူတွေအများကြီး။စောင်းဝဲတွေဖြေဘွဲတွေရဟာဒီပလိုမာတွေနဲ့ language တွေတက် interview တွေထိုင်ဟာလိုချင်လုံးလို့ပုထုဇဉ်တွေလေအန္တပုထုဇဉ်တွေလေလိုချင်လို့ကျွန်တော်လုပ်နေကြတယ်ကြည်စမ်းပါအောင်များရှင်လန်းလန်းမတောင်းဘူးတဲ့ဗျာကျွန်တော်တို့မှအဲ့လိုလိုချင်လို့နောက်ဆုံးကျမတမာတဲ့နီးတွေသုံးတာဟာနောက်ဆုံး interview တွေထိုင်တော့အကုန်လုံးပြုတ်ကုန်ပြီဆိုကြပါစို့ကျွန်တော်နဲ့မောင်သားကျွန်းနဲ့2ယောက်ထဲကြံမယ်ဆိုကြပါစို့ဟာပြိုင်ဆိုင် तू ကကျွန်တော်ရှိကိုဖြတ်ပြီးတော့နဲ့နှာတစ်ခါကြောနေပြီ तू ကပို့တော့တယ်ကျွန်တော်သူ့တော့မတော်ဘူး तू ခန့်တော့ဆိုတော့သေးကြတယ် तू ရတော့မယ်ဘယ်သူ့ကိုရမခံနိုင်ဘူး तू ကိုဖြုတ်ချမှရ तू လည်းဘယ်လိုဖြုတ်ချမှမသိပြိုင်နေတာချီထုလို့လည်းမရအဲ့နဲ့ကျွန်တော်ဘာလုပ်လဲကဲလာစမ်းကွာ shopping mall သွားပြီးတော့ချင်းကြီးချင်းဝယ်ဘလူးတွေရောဂရင်းတွေရောပါတယ်အကုန်ပါတာပေါ့ဗျာနော်ဝယ်ပြီးတော့အန်ကက်စီသွားတာပေါ့ကျွန်တော်လည်းအလုတ်ခတ်မဲ့အန်ကက်ကြီးစီအန်ကက်ကျွန်တော်ပြာရှိကျွန်တော်မောင်ချီဦးညပါခင်ဗျာကျွန်တော်မှတ်မိတယ်မလားဟိုမောင်သားချူဆိုတာလေအန်ကက်တိတ်မယုံနဲ့နော်သူကတော့ပလီပလာတွေတိတ်လုတ်တတ်တယ်နော်ကျွန်တော်ခတ်မှာအန်ကက်ကျွန်တော်ဂရင်းကျွတ်ကြော့ပါတယ်ခင်ဗျာသွားကြော့တာတကူလာကြီးမသိဘူးစွတ်ကြော့တာပဲအန်ကက်ကျွန်တော်ကြော့ပါအန်ခဲကကျွန်တော်ဟောက်လို့တာမင်းငါ့ကိုလို့ရမှာထင်လားငါဘယ်လိုကောင်းမှန်းတယ်ငါမြန်သွားပြန်လိုချင်သွားဒါမျိုးငါ့ကိုလာမလို့ဟာမှားပြီငါလူကက်ကမှားသွားဘာလို့မှမသိဒါကြီးကလည်းပိုက်မိတယ်မထူးပါဘူးလေအိမ်သွားကြည့်ဦးပါအိမ်သွားတော့အဲ့ကြောင့်အန်တီကမင်းကွဲညံ့လိုက်ပါချီဦးညိုနောက်ဆိုယုံသွားမပေးရဘူးအိမ်လားကွာအိမ်လားပဲအမျိုးမျိုးမသမာနီးတွေကျွန်တော်လုပ်နေကြတာလိုချင်လုံးလို့မတရားတဲ့နီးနဲ့လည်းအားထုတ်တယ်တရားနဲ့လည်းအားထုတ်တယ်ရှင်လာအဲ့လိုပြောလိုက်တော့မြတ်စွာဘုရားရှင်ရတယ်ချစ်သားတို့တဲ့အာနန္ဒာသည်သူများတိုက်တွန်းမှဤယာရုကိုလက်ခံလိမ့်မည်ဆိုမဟုတ်သူ့အလိုလိုသာလည်းလက်ခံလိမ့်မည်ဖြစ်ဟာကောင်းနေတာညာနေထပ်တိုက်တော့အဲ့ဒီကြတော့မှရှင်လာယာရုတောင်းပြီဘယ်လိုတောင်းလဲကျွန်တော်စထင်တာကစဖတ်ခြင်းတော့ညီကိုဖောက်ဘက်တော့ပေးတော်မူပါဖေရရော့အင်းခန့်လိုက်ပြီမဟုတ်ဘူးဒီလိုမလာဘူးရှင်လာတောင်းမှုအားလုံးသိပါတယ်ဒီတော့မှားရင်ထောက်ပေးပါဗျအမှားပြင်ပေးပါဗျရှင်လာဘုန်းတော်ကြီးတော်မြတ်စွာဘုရား
တပည့်တော်အရှင်ဖျားစားသောကောင်းသောဆွမ်းများတပည့်တော်မကြွေးပါနဲ့ဖျားအရှင်ဖျားဝတ်ယုံတော်မူသောသင်္ကန်းကောင်းများတပည့်တော်မပေးပါနဲ့ဖျားအရှင်ဖျားနှင့်အတူကန္နာဂုရီတိုက်တဲ့တပည့်တော်အတူမထားပါနဲ့ဖျားအရှင်ဖျားပင်ဖျားနောက်ကိုတပည့်တော်မခေါ်ပါနဲ့ဖျားဤလေးချက်မရဘူးဆိုရင်ဖြင့်တပည့်တော်လုတ်ပါမယ်ဖျားဟာဖတ်ကြည့်လို့ဒီစောက်ကကွန်ပျူတာစီတာများမှားလာဟာအကုန်ငင်းနေတာ तू ကကောင်းသောဆွမ်းမပေးပါနဲ့စားသောဆွမ်းမကြွေးပါနဲ့သင်္ကန်းမပေးပါနဲ့ကန္နာဂုရီတိုက်တဲ့အတူမထားပါနဲ့ပင်ဖျားဖျားပင်ဖျားတော့သူ့မခေါ်ပါနဲ့အဲ့လိုတွေမပေးမှမခေါ်မှမထားမှ तू ကဒီယာရုလက်ခံမယ်တဲ့ပေးမယ်ခေါ်မယ်ကြွေးမယ်ဆိုရင်မလုပ်ဘူးတဲ့ပြောင်းပြန်ကြီးလို့ဖြစ်နေကျွန်တော်တို့ ကျွန်တော်တို့ကအကုန်လုံးကပုံမှန်လေးလေကျွန်တော်တို့အားလုံးကလုပ်နေကြတာနော်ပုံမှန်လေးကြီးတယ်ကျွန်တော်ပေးမှလုပ်တာကြီးတယ်ကျွန်တော်မပေးမလုပ်ဘူးဒါပဲဟာပြောင်းမြန်ကြီးဖြစ်နေပါလားကျွန်တော်နားမလဲဘူးဘုရားရှင်သိတော်မူတယ်သို့တော်လည်းရှင်လာလားအနန္ဒာအဘယ်ကဲ့သို့သောအပြစ်များကိုမင်းမြင်ပြီးမင်းဓာတွေကိုညှင်းပယ်နေတာလေရှင်ဖျားအရှင်ဖျားရဲ့ဥပထာကယာရုအလုတ်ကျွေးယူထားပြီးကမှအရှင်ဖျားနဲ့အနိကပြုစုလုပ်ကြွေးပြီးဒီကမှအရှင်ဖျားနဲ့အတူတူကောင်းသောဆွမ်းများအတူတူစားနေမယ်ဆိုရင်သင်္ကန်းများအတူတူဝယုံနေမယ်ဆိုရင်ကန္နာဝရီတိုက်တဲ့အတူတူစံများနေမယ်ဆိုရင်အရှင်ဖျားပင်ဖျားနောက်တပည့်တော်တကောက်ကောက်လိုက်ပါပြီးတော့ရတဲ့လက်လာပါတွေတပည့်တော်အတူတူခွဲဝေယူနေမယ်ဆိုရင်အမလေးအာနန္ဒာတို့မြတ်စွာဘုရားဥပထာကယာရုယူတာလက်ဆက်တတ်တော့ဖျားနာကပ်ပြီးအကုန်တီးရင်လို့ပါလားတို့လည်းလုံနိုင်ပါရဲ့ဒါဆိုရင်အခွင့်အရေးတွေလိုချင်လို့သူဓာတွေလုံနေပါလားအဖြစ်မခံနိုင်ပါဘူးဗျာထို့ကြောင့်ထိုအခွင့်အရေးများတပည့်တော်မပေးပါနဲ့ဗျာဟာဖတ်ကြည့်ပြီးအမလေးမြင့်မြတ်လိုက်တဲ့နှလုံးသားပါလားရတဲ့ရလိုက်တဲ့အခွင့်အရေးတွေကိုအကုန်ဆွန့်လွတ်တာပါလားသူရဲ့ rights တွေခွင့်အရေးတွေအကုန်ဆွန့်လွတ်ပြပြီးပြီလားမပြီးဘူးထပ်လျှောက်သေးရှင်ဗျာဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်ပင်ဖေးရသို့ကြွတော်မူပါဗျာရဝင်းမှာအရှင်ဖျားဖူးမြော်လာသူများအရှင်ဖျားရှိတော်မောပုတ်ပေးပိုင်ခွင့်တပည့်တော်ပေးတော်မူပါဖျားတပည့်တော်တန်လျာဖြစ်သောတရားတန်လျာဖြစ်သည့်အခိုက်မှာမေးလျော်ရင်တပည့်တော်ပြန်ဖြေတော်မူပါဖျားတပည့်တော်မြက်ကွယ်မှာဟောတဲ့တရားတွေကြောင်းပြန်ရောက်လာရင်အကုန်အစင်တပည့်တော်ကိုပြန်ဟောပေးပါဖျားအာမနာရှာမကျိုးတောင်းတာအဲ့ဒီလေးချက်ကြတော့မြတ်စွာဘုရားတရားတော်များများနှစ်ခါပြန်ဟောရတယ်နော်ပြင်မှာဟောခဲ့အာနာရှင်လာနာအကုန်ပြန်ဟောတာတို့ကြောင့်အေဝမေတုတံဧကံတမယဘဂဝါသာဝတိယဝိရာတိဇေတဝနေအနာတပိကအဲ့ဒါကြီးဖြစ်လာတာပထမသင်္ကန်းနဲ့တော့သုတ်တန်နဲ့အပြီးတော်မှာတိုင်ခံပြီးတော့ရှင်လာနာဖြေတာဝိနည်းဥပါလိအရှင်ဥပါလိဖြေတာဒါတော့အာနာနာမင်းဘယ်ကဲ့သို့သောအကျိုးများကိုမြင်ပြီးမင်းဓာရီတောင်းနေရတယ်ဘုရားရှင်မေးတော်မူရှင်ဘုရားအရှင်ဘုရားရဲ့ဥပထာကအလုတ်ကျွေးဖြစ်ပါလေနဲ့ထိုအခွင့်အရေးများမှတပည့်တော်မရဘူးဆိုရင်အရှင်ဘုရားနဲ့လောကနဲ့ကြတပည့်တော်ကိုအော်ဒီနေတာဘယ်လိုလုပ်ပေးရမလဲဘုရားလောကအတွက်ကောင်းကျိုးပြုနေအောင်ထိုအခွင့်အရေးများတပည့်တော်တောင်းပါတယ်ဘုရားပေးတော်မူပါဘုရားအေးအဲ့မှာဥပထာကရသွားတယ်ပြန်ကြည့်အောင်ထားတော့ကြဲကြဲတွေမပြောတော့ဘူးသေးစိတ်တွေရသင်ရလိုက်တော့အခွင့်အရေးများမှန်သမျှအကုန်လုံးကိုစွန့်ပယ်ပစ်တယ်လုတ်ပိုင်ခွင့် authority power အာဏာကိုတော့ပေးပါရအောင်ယူမယ်အဲ့ဒါရပြီးရင်သူဘာလုပ်လဲရှင်အနန္ဒာသူ့အတွက်သူမလုပ်ဘူးလောကအတွက်လုပ်တယ်အဲ့ဒါရှင်အနန္ဒာစိတ်ဓာတ်နှလုံးသားကျွန်တော်လေအဲ့နေရာဖတ်ပြီးစောက်ကလေးကိုအသာချထားစောက်ကလေးနဲ့သာညှက်ထားပြီးတော့အမလီတပည့်တော်ကြည်ညိုလိုက်တာဗျာညံ့လို့လိုက်တာချစ်လိုက်တာရှင်အနန္ဒာချစ်လိုက်တာလို့စိတ်ထဲပြောမိအရှင်ဘုရားကယဟန်ဖို့ပဲနဲ့ကပ်ပြီလို့နန်းတော်ထဲမှာမင်းသားလေးဘွားနဲ့ရှိမဆိုတပည့်တော်အမနဲ့ပေးစားပါတယ်ဗျာအဲ့လောက်ကိုချစ်တာပါဗျာတကယ်ကိုချစ်တာချစ်သွားတာအဲ့ဒီစိတ်ဓာတ်ကြီးမြင့်မြတ်လိုက်တဲ့စိတ်ဓာတ်ကြီးထားတော့အခုဒေါ်ဆန်းစုကြည်ကျွန်တော်ပုဂ္ဂိုလ်ကြီးကိုးကွယ်မှုမရှိဘူးနော်ကျွန်တော် NLD လည်းမဟုတ်ဘူးနော်သူနဲ့လည်းတအားကြီးခင်မင်တာမဟုတ်ဘူးဇန်ညွန်းရေးဖို့အတွက်ဘယ်နဲ့ကဘာညာကျွန်တော်၄၅ခါပဲတူပြီးတော့ကျွန်တော်စာအုပ်လက်ဆောင်ပေးသူကလည်းအဲ့ချီဦးညိုမမဆုဖတ်ပါတယ်ကွယ်ဘယ်နဲ့ကဘာညာလောက်ကြီးပဲတိတ်လက်ပွန်းတူကြီးပူကပ်ပြီးကျွန်တော်နေတာမဟုတ်အဲ့တော့သူ့ကိုကျွန်တော်အဲ့လိုမြင်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2556နှစ်လောက်ကအရှင်အာနန္ဒာလောကကြီးကိုပြောသွားတဲ့အရှင်အာနန္ဒာရဲ့စကားသံကြီးကိုအခုဒီနေ့မျက်မှောက်ခင်မှာဒေါ်ဆန်းစုကြည်ပြန်ပြီးတော့ပက်တင်ပြန်တယ်လို့ကျွန်တော်စိတ်ထဲအောက်မေ့ကျမအာဏာလိုချင်တယ်ကျမသမရလုတ်ရဲတယ်လို့ပြောတာသူအခွင့်အရေးတစ်စက်မှမပါဒါပေမဲ့လိုချင်တယ်လို့ပြောတာဟာလောကအတွက်တနည်းအားဖြင့်တိုင်းပြည်လူမျိုးအတွက်သူအလုပ်လုပ်ချင်လို့ဒီဟာကြီးရမှလုပ်လို့ရတယ်ဩဇာတိတ်ကမှကြီးနေုံနဲ့မရဘူးအာဏာရှိမှရမယ်ဗျနှစ်ခုပေါင်းမှရ
ဂန္ဒီကြီးဩဇာတိတ်ကမအင်မတန်ကြီးတဲ့အာဏာမရှိဘိုးရောဆန်းအာဏာနဲ့ဩဇာတိတ်ကမနဲ့ပေါင်းသွားတယ်အာဏာရှိတယ်ဩဇာတိတ်ကမမရှိဘူးစသည်အပြင်ပေါ့ဗျာအဲ့လူတွေကွဲပြားတာရှိတာပေါ့ဗျာနော်အမျိုးမျိုးပေါ့ရှိကြတာပေါ့အခုဒေါ်စုကိုကျွန်တော်မြင်တာဒါကျွန်တော်ရိုးရိုးသားသားလေးပြောတာပါကျွန်တော်လူတယောက်နဲ့ပြည်သူလူထုတယောက်နဲ့ပြောတာပါနော်ပါတီဝင်လည်းဘာမှမဟုတ်ဘာမှမဟုတ်ကျွန်တော်ပြောတာသူကနံပါတ်1ဗျာဟာအကြီးအကျယ်အနစ်နာခံစွန့်လို့ဆုံးရှုံးခဲ့ရတဲ့မိန်းမသားကြီးတယောက်ဖြစ်တယ်အသက်ကလည်း69နှစ်ရှိနေအကြီးအကျယ်ဆုံးရှုံးခဲ့ရတာလင်းသေးလေသားလေးကသူအမေရိကသွားကြဟိုမှာအင်္ဂလန်ဘက်သွားပါညာဟိုမှာသားနဲ့ကော်ဖီဆိုင်ချင်းသားမလာဘူးသူစီကိုစိတ်နာပြီးတော့မျက်ရည်ကျတဲ့သူဒါမျိုးတွေပေါ့အများကြီးအနစ်နာခံဆုံးရှုံးခဲ့ရဒါအလုံးသိပြီးသားကျွန်တော်ပြောစရာမလိုနောက်ပြီးတော့ပြန်ကြည့်သူကပညာတတ်တဲ့မျိုးသမီးတယောက်ဖြစ်တယ်စိတ်စေတနာကောင်းတဲ့မျိုးသမီးတယောက်ဖြစ်တယ်စွန့်လွတ်စွန့်စားရတဲ့မျိုးသမီးတယောက်ဖြစ်တယ်အများကျိုးကိုလုံးဝတောက်လျှောက်ကြည့်ခဲ့တဲ့မျိုးသမီးတယောက်ဖြစ်တယ်ပြီးတော့သူဟာပြည်သူလူထုရဲ့ထောက်ခံမှုကိုအကျွမ်းမဲ့ရထားတဲ့သူလည်းဖြစ်တယ်မကသေးဘူးနိုင်ငံတကာ impression မှာအင်မတန်ကောင်းတဲ့မျိုးသမီးတယောက်လည်းဖြစ်နေတယ်သမရဖြစ်တဲ့အရေးချင်းတွေသူ့မှာအကုန်ရှိတယ်လို့ကျွန်တော်စိတ်ထဲမှာရိုးသားစွာကျွန်တော်ခံပြီးပါတယ်တကယ်ပြောတာဖြစ်ပါစေမေတ္တာပို့ပါတယ်ကျမ်းပါပါစေချမ်းသာပါစေဖြစ်ပါစေသူသမရဖြစ်တော့လဲကျွန်တော်ဘာမှဖြစ်မှာမဟုတ်သို့တော့တိုင်းပြည်နဲ့လူမျိုးတွေသူတကယ်အလုံးလုံးပြခြင်းပြီချီတီရောက်ကြီးဆိုအဲ့ဒီစိတ်နဲ့ကျွန်တော်အဲ့လိုကျွန်တော်သူ့ကိုမေတ္တာပို့ပြီးဆုတောင်းနေတာပါကျွန်တော်ဘယ်လို့မှမထင်ပါနဲ့နော်တကယ်ပြောတာပါကဲထိုးကြောင့်ဒီကုန်းချုပ်ကြပါစို့ဗျာကျွန်တော်လည်းတနားကြီးရှိတော့ပြီ10နာရီခွဲရပြောတာ10နာရီ35ပြောတာ35မရှိသေးဘူး2မိနစ်ရသေးတယ်မပြောတော့ပါဘူးဗျာ2မိနစ်စာလည်းမရှိတော့ပါဘူးနော်ကဲအဲ့တော့ထုံးစံအတိုင်းချီဦးညိုဘိုးဘိုးကြီးစာကနာမောင်သူရပြောတာလေးပြောပြလိုက်ရင်ကောင်းမလားမသိဘူးစာကနာလည်းပြောနေတာပဲဟောပြောဝဲတွေဒါလေး jokes ပြောတာဗျမောင်သူရစာကနာဟိုနေ့ကပဲဘိုးချူ46လမ်းလားအဲ့ဒီမှာလည်းသူပြောသေးတယ်နော်ကမာရုံလာသူပြောသေးတယ် jokes just a jokes နော်ကျွန်တော်တို့ချစ်လာဆိုတော့နိုင်ငံတော်သမ္မတဦးသိန်းစိန်ပန်သွားပြီးပတ်စံထုတ်တယ်မှတ်ပုံနေရပါမလားမလို့ဘူးလေသမ္မတကြီးပဲဒါပေမဲ့ဘာကမိန်းကလေးကမှတ်ပုံနေပြပါရှင်တက်တီကထောက်ထားပြပါရှင်မပါဘူးသမီးရေအန်ကယ်လေးဦးသိန်းစိန်လေသမ္မတကြီးလေဟုတ်ပါတယ်အန်ကယ်ကြီးကိုတပြည်လုံးသိတာပဲဒါပေမဲ့လှုပ်ထုံးလုံနည်းကဒါလေးပြမှဖြစ်မယ်ထုတ်မပေးနိုင်ပါဘူးအန်ကယ်ကြီးခက်တော်တယ်ကွာနောက်တစ်ယောက်ရောက်လာတယ်ဦးစင်ဝိုင်းရုပ်ရှင်စီရင်ဥက္ကဋ္ဌကြီးလေမှတ်ပုံနေမပါပြန်ဘူးပတ်စံထုတ်လို့မရပြန်လုံလောက်တဲ့တက်တီကအမှတ်သားပြပါတော့မှတ်ပုံပါဟာမရပါဘူးဦးစင်ဝိုင်းအန်ကယ်ဦးစင်ဝိုင်းရေဒီကွာခက်တော်လားတတိယလူရောက်လာတဲ့ဦးချီဦးမျိုးဆိုင်းဆရာချီဦးညိုလေးကိုသမီးရဲ့သိပါတယ်ဆရာရဲ့ဆရာအကဲကိုသိပါတယ်ဒါတော့ဆရာလည်းမှတ်ပုံလင်းပြပါမပါဘူးသမီးရဲ့ဟောလုံးပြန်ပြီဒီတယောက်ကလည်းလုံလောက်တဲ့တက်တီကထောက်ထားမပါဘူးသမီးရဲ့ခက်တော်တာပဲတော့ဆိုဘာလို့မှမသိအဲ့မှာကလေးပတ်ရဒီလိုလို့အန်ကယ်တို့ကအန်ကယ်တို့ဖြစ်ကြောင်းကိုအန်ကယ်တို့ကိုယ်တိုင်ထင်ရှားသောတက်တီအမှတ်သားပြအဲ့ဒါဆိုသမီးထုတ်ပေးမယ်ပတ်စံဟုတ်ပြီဦးစင်ဝိုင်းကစပြောတယ်ရုပ်ရှင်စီယုံဥက္ကဋ္ဌကြီးကဘုံကျုံးပါဗျာသူပြောလေစကားရှိတယ်လေပြောလေစကားဥက္ကဋ္ဌကြီးဆိုပြီးတော့ဥက္ကဋ္ဌကြီးနေတာမဟုတ်ရုပ်ရှင်လောကသားအားလုံးရဲ့ကျုံးပါဗျာကျုပ်အကုန်လုံးပြလုပ်နေရတာပါဇင်ဝိုင်းပါဗျာသေးကြပြီဒါဆိုဦးစင်ဝိုင်းရော့ထုတ်ပေးလိုက်တယ်အန်ကယ်ချူးညိုလှုပ်လေအန်ကယ်ချူးညိုဘာလို့အောင်လဲအေးမင်းတို့မင်းသိတာထင်ရှားမှာအန်ကယ်ကဟောပြောပွဲတွေရောက်ရင်ညိုပြားပြားလာပြင်းချီရင်လိုက်တရားပြီးတာတဲ့လိုက်တဲ့အသေးကြပြီအန်ကယ်ချူးညိုပဲရော့ထုတ်ပေးလိုက်နှစ်ယောက်ကရသွားတယ်အန်ကယ်ဦးသိစိန်လည်းပဲကျန်တော့အန်ကယ်ဦးသိကြခက်တော်တာပဲကွာဘာလို့မှမသိဘာပြောမှလည်းမသိသေးကြပြီအဲ့ဒါဆိုရင်သမ္မတကြီးပဲရော့ထုတ်ပေးလိုက်တယ် Just a jokes ကျွန်တော်တို့သမ္မတကြီးလည်းနော်သူကအမွေဆက်ခံထားရတာဆိုတော့ဗျာသူလည်းတော်တော်ကိုရှင်းနေပါတယ်နော်တော်တော်ကိုရှင်းနေရပါတယ်အဲ့ဒါလေးပေါ့အဲ့တော့ကဲခုနကချီဦးညိုဖြစ်တဲ့အချိန်မှသေချာချောင်းပြောဖို့အတွက်ကျွန်တော်ခုနတချင်းဆိုလက်စားနဲ့ခဲလိုက်အောင်မယ်ကိုဆိုင်ကိုတင်းဆွေနော်လွတ်လိုက်အောင်မယ်မစိုးကမနေနိုင်ဘူးဗျဟောဘိသိပြန်ပြောလိုက်ရှင်အာနန္ဒာပြောလိုက်ပြီးတော့လည်းမတ်ပေတာရောက်သွားတာပဲနော်တရုတ်နှစ်ခုဒီဘက်ကူလာပြီးတဲ့နောက်မှာဒီနှစ်ကမွေနှစ်လို့ဆိုတယ်ဗျဟုတ်လားမွေနှစ်ကအမျိုးသမီးများစွမ်းပကားပို့ထက်လာတဲ့နှစ်လို့လဲစံစံနေဘူးလို့ပြောတယ်ဟောရှိတယ်အဲ့တော့ဟိုအမျိုးသမီးများကိုဂုဏ်ပြုသောအဖြစ်ပေါ့နော်အမျိုးသားများကဘယ်လိုမှကျွန်တော်မညွှန်ညင်ပါနဲ့နော်အမျိုးသမီးတွေစွမ်းပကားပို့ထက်ရင်အမျိုးသားဒူးနှံစားလို့ရတယ်လေနော်
အဲ့တော့ဂုဏ်ပြုသောအဖြစ်အလုံးသိတဲ့ဆရာဆိုကြီးရဲ့ကြဗျာစံရချစ်ဆိုရဲ့အတန်းကြီးကြီးထေးရဲ့တခြင်းနော်ခုနပန်းပန်းလက်ပါပန်းပန်းလက်ပဲမြို့ပြပြနရာရင်းချစ်ရင်လှိုင်းတရားပြီးရတဲ့လှိုင်းတရားစင်မြို့ပြပြနရာရင်းချစ်ရင်လှိုင်းတရားပြီးရတဲ့လှိုင်းတရားစင်တယ်ဆိုတော့တက်တာပြီးခြင်းနဲ့မထင်လိုက်နဲ့စင်ရလဲမလားဘာကြောင့်လဲအုံးနဲ့ကျွေးရေဘောလုံးမျောဆုံးလို့လားမျောလာတဲ့အုံးနဲ့ကျွေးကြီးနဲ့ဆင်းလာတဲ့မတ်ပေတာတွေ့ပြီးအုံးနဲ့ကျွေးမတ်ပေတာဝင်ဆောင်ပြီးအမလေးတော့ထားရပြီအစင်းနဲ့အလားဘီရာမထွေးအုံးနဲ့ကျွေးသူနဘေးဆောင်ငယ်ရသည်ဆောင်လဲပြီးတော့အုံးနဲ့ကျွေးရဘောလုံးနဲ့သူမဟုတ်သူထွက်သွားရောမတ်ပေတာလေးအုံးနဲ့ကျွေးတန်ကလွတ်သွားပြီလို့မထင်လိုက်နဲ့ဟိုဆိုးသွားတယ်ဆောင်ငယ်လဲမသက်သာနောက်တစ်ချီဒီတလုံးကဖုံးလိုက်ပြန်ရာမြုပ်သွားပြီမြုပ်လေပေါ်မလားဒါမှမတ်ပြီလားမတ်ပြီလားအလှတလန်ကွာလှိုင်းကြွပေါ်လိုက်ပြန်ရာလာပြန်ပြီပေါ်ပြန်လဲမသက်သာချပြီချောင်းအဆွဲမြောင်းငယ်တွေကဘဲထွက်လို့လားဘဲဆိုတာဒီဘဲကြီးမဟုတ်ဘူးနော်ဘဲအစ်ကကဘဲတိုင်ဦးဘက်မှာတွေ့ပါလိမ့်မယ်ဘဲเจ้าသားတူလေးတင်းရနဲ့ဘာမှလှုပ်ရှားမလို့နောက်ကဘဲဒီဘက်မှာအကောင်340ရှေ့ဆုံးကဟိုဘဲကောင်းဆောင်ကြီးရှိတယ်နော်သူ့ဘက်အသက်ကကြီးပြီဆိုတော့နော်မျက်စိကတော့သိမမြင်တော့ဘူးဘာညာသူကရေစားတက်ဆင်းနောက်ကလိုက်ဆင်း340ကရှေ့ကသူကရေတဲ့ငုတ်နောက်ကလည်းလိုက်ငုတ်ဘာရမသိဘူးရှေ့ကလူကြီးလှုပ်တယ်ရှောက်လှုပ်နေတာနော်အဲ့ဘဲကြီးနောက်ပြီးတော့ကဆက်ကလေးဆက်ထိုးနောက်ကဆက်လိုက်ထိုးအဲ့ဘဲကြီးကကမ်းမော်တက်ပြီးတော့ကုန်းမော်တက်ပြီးတော့သွားရင်းနဲ့တွင်းမမြင်လို့ချီချော်ကြသွားတယ်အဲနောက်ကလည်းလိုက်ပြီးချော်ကြပေးတယ်အကုန်လုံးကလိုက်ပြီးတော့အဲဒါကြောင့်မို့ရှေ့ကလုတ်သမျှဘာမှမသိပဲနဲ့ကိုယ်ပိုင်ဆုံးဖြတ်ရည်ရွယ်ချက်အယူဆမရှိဘဲနဲ့လိုက်လို့ရင်အဲ့ဒါဘဲပရိန်လို့ခေါ်တယ်အဲ့ဒါလူပရိန်မဟုတ်ဘူးရနော်ပေါ်ပြန်လဲမသက်သာချောင်းဆွဲမြောင်းငယ်တွေကဘဲထွက်လို့လားဘဲဥက100 200မတ်ပြီးတာကတပင်နဲ့အရက်ကန်ခံလို့ဘေးရဗျာအောင်ခဲပန်းလေးပဲအောင်ပန်းဒီပန်းနိုင်ကြပါစေတချီလေး